ရှောင်းအရေးဘက်ရောက်သေးကအလုတ်ကြီးဖိလုံနေတာလေတခါလောက် night market လေးပါလေးသွားရအောင်လို့နော် laptop အရှိမှာတတောက်တောက်နဲ့မာဖရာဆက်ရဲ့စက်ယုံတွေအကြောင်းကိုဂုတ်ကုန်းမှတစ်ဆင့်နောက်တစ်ကြိမ်လေးလာနေတဲ့သူကိုလင်းခန့်ကပြင်းပြင်းနဲ့ဆိုလာတော့သည်တကယ်ကောင်သူ့မဟေတီကိုတတိယမှာကြောက်လို့အလုတ်တွေဖိလုံနေတာလင်းခန့်သိသည်အဲ့ဒါကြောင့်လဲတမင်းစွာချင်းဖြစ်သည်သို့တော့ဦးပုံးရှိန်ဝါကတုတ်တုတ်မှမလှုပ်မင်းသားကြီးငါပြောနေတာကြားလားငြိမ်၍လပ်တော့ကိုသာကြည့်နေတော့သူ့မျက်စိရှိကိုလက်ဝါးကြီးတကာကာနှင့်ဝှေ့ရမ်း၍လာမေးတဲ့လင်းခန့်ကိုသူ့မျက်စောင်းထိုးကြည့်ကဘလို့ဖြစ်နေတာလဲအလုံးလုံးနေပါတယ်ဆိုဟူ၍စိတ်ဆိုးဆိုးပြောလိုက်၏လင်းခန့်ကရေကျဲကျဲဖြစ်မတိပါဘူးကွာမျက်လုံးတွေကသာစခရီးမှာကြည့်နေတာစိတ်ကပန်းသွေးနှင်းစီဆိုတဲ့မင်းရဲ့မဟေတီစီရောက်နေတာလားလို့အဟဲလင်းခန့်စကားဆုံးသည်နှင့်သူအတန်တိတ်လှမ်းဆဲလိုက်သည်ဟုတ်တယ်လေတတိမရအောင်စူးစမ်းပြီးနေရပါတယ်ဆိုမှဒါကြီးထက်တလဲလဲလာပြောနေတာမရှက်တမ်းသာဝန်ခံရပါလျင်တကယ်ပဲသူမလေးကိုလွမ်းလှပါ၏အခုချက်ချင်းသာမြမပြည်ကိုပြန်လို့ရပါလျင်သူပြန်ပြီးသူမကိုယ်လုံးလေးကိုတင်းတင်းကြပ်ကြပ်ပွေ့ပတ်ထားချင်တာပါပဲဟာရန်စိတ်ကတရိပ်ရိပ်နဲ့တိုးလာသည်မို့တင်းကျပ်နေသောရင်ဘတ်ကိုပွင့်အံစေခြင်းအလိုငါခေါင်းကိုမော့၍လေးဘူးတစ်ချက်မှုတ်ထုတ်လိုက်၏သွားရအောင်ပေါင်ငါကောင် night market မှာမင်းမဟေသည်အတွက်လဲလက်ဆောင်လေးဘာလေးဝယ်ရတာပေါ့ကွာနော်တနာစပွဲမျက်နှာနှင့်ဆိုနေရှာသောလင်းခန့်ကိုကြည်ရင်းနှင့်မှ data market ဖြစ်တဲ့ Cartachak weekend market ရဲ့ night version လဲဖြစ်ပြီး Friday ညခင်းမှာစတင်ဖွင့်သော Cartachak night market ကိုသွားဖို့ခေါင်းထဲအတွေးဝင်လာ၏ဟုတ်တော့လဲဟုတ်ပါတယ်သူမလေးဖို့လက်ဆောင်လေးပါလေးဝယ်ရင်ခဏတော့သွားအောင်မှာပါသူတွေးရင်းမှအေးလေအားဆိုလဲသွားကြတာပေါ့ရေမိုးချိုးမြ мян ပြင်စရာရှိတာပြင်ခဏသွားပြီးမြ мян ပြန်လာရအောင်သူ့စကားကြောင့်လင်းခန့်ကစိတ်ကျေနပ်ဟန်ဖြစ်ငါကောင်ဟုဆိုကသူ့အခန်းစီသို့ပြန်သွားလေတော့၏မတက်ထွက်လိုက်ပြီးဟိုဘက်ဒီဘက်လှည့်ရန်ကခါချိုးလိုက်၏ထိုင်နာကြ၍ခါးရီညောင်းလာပါသည်ပီကစရီရဲ့အလှအချို့တဝက်ကိုအပေါ်စီးမှမြင်နေရသောမြင်ကွင်းတချို့ကိုသူ့အခန်းမှန်ချက်ရှိလိုက်ကားကိုမယင်းကြည့်လိုက်၏ထို့နောက်ရှက်အင်ကြီးကျဲသီးတွေကိုဖြုတ်ကာရေချိုးခန်းစီသို့ဝင်ခဲ့တော့၏ရေမိုးချိုးပြီးဒီနှစ်ပင်မနွမ်းနေသည်မြအတော်တန်တော့ပြေပြောက်ကုန်၏သပင်ရေဆိုကိုငွေးပွားတစ်ပတ်ဖြင့်ထိုးပွားတုပ်ရင်းရေချိုးခန်းမှထွက်ခဲ့တော့ဤကတင်ပေါ်တွင်ငုတ်တုတ်ထိုင်ဆောင်နေသူလင်းခန့်ကြောင့်သူမျက်မှောင်ကျုံကြည့်လိုက်၏ပြီးပြီပေါ့မြန်လာချေလားဒါပေါ့မြန်နာပေါ့သူများတွေလိုရီးစားဘူးလဲမမိနေတော့ဘာလို့လို့တွတ်တွတ်လက်လက်ပဲလေသူ့ကိုတမင်ရွဲ့ပြီးပြောနေတော့လင်းခန့်ကိုသူရေဆိုတပတ်နှင့်လှမ်းပေါက်လိုက်၏အကောင်ကအဲ့လိုပါဆိုဘယ်ကလေးကများလူကိုဖဲ့ချင်နေလဲမသိအခွင့်ရသည်နှင့်တန်းဖြုတ်တော်သည်တာမန်ရှက်အဖြူတစ်ထည်ကိုဒူးအတိပေါင်းပြီးအတိုနှင့်ပင်သူတွဲဝတ်ကလူငယ်ဆန်ဆန်ပင်ခြေညက်ဖက်နှက်အပားစီးထားသောသူ့ပုံစံကပေါ်ပါနေ၏နဖူးပေါ်ဝဲကျနေသောသပင်တချို့ကပိုပြီးနူးဟန်ပေါ်စေသည်သူနှင့်လင်းခန့်ဟော်တော်ရှေ့မှတက်ဆီတစ်စီးကိုလွယ်ပင်ငှားကာ night market စီသို့လူကြီးလူငယ်လူရွယ်အရွယ်သုံးပါးပြည့်ကျက်၍အယောင်သွေးစုံလင်လှသော night market သို့ရောက်တယ်ဆိုရင်ပဲသူမလေးနှင့်သာအတူလာခဲ့ရလျင်ဆိုသည့်စိတ်ကြောင့်ထားခဲ့မိတဲ့စိတ်ကိုနောင်တရနေမိသည်သူ့စိတ်ကိုတိနေတဲ့အလားလင်းခန့်ကမင်းချစ်လေးကိုခေါ်ခဲ့ရမှာကိုတော်မဟုတ်ရင်ခုချိန်ဆိုမင်းနဲ့သူကလက်ချင်းတွဲပြီးရှေ့ကရှောက်ငါကအနောက်ကကြည့်ပြီးကြည်နူးစရာမင်းတို့ကတယောက်ကိုတယောက်ချစ်ကလူကြည်စဲနေကြချိန်ငါကအားကြပြီးချစ်သူတယောက်လောက်လိုချင်ပြီးစူးစမ်းရမှာအဲ့မှာပဲတအားလှတဲ့ထိုင်းမလေးနဲ့အကြောင်းဖန်အဲ့လေအဲ့လိုဖြစ်နေရမှာကွာခုတော့ကွာမင်းကြီးတော်ကိုတအားလှတဲ့ထိုင်းမလေးနဲ့အကြောင်းဖန်သူပြောလဲပြောကခြေထောက်နှင့်လှမ်းကန်တော့လင်းခန့်ကခုံ၍ရှောင်လိုက်လေသည်သူ့လှမ်းကန်အားကြောင့်ကိုလုံးကအရှိန်လွန်ကာဖြင့်တပတ်သို့ရိုင်သွားပြီးတစုံတယောက်ဤပခုံးစွန်းကိုအားဖြင့်တိုက်မိလိုက်၍လှဲ့ကြည့်ပြီးတောင်းပန်စကားဆိုလိုက်၏ Sray I'm so sorry are you up မျက်ခုံအတိဆံမိလေးနှင့်ကြောလေအတိဖြောင်ဆင်းနေသောဆံတွေများနှင့်တာမန်ကိုကျက်ဆွဲတာအမဲတထဲနှင့်ပေါင်လေလောက်စကတ်တိုလေးဝစ်ထား၍အသားရည်ဖြူဖွေးနေသောထိုင်းမလေးကစိတ်ဆိုးဟန်မပြဘဲတီတီငိမ့်ငိမ့်ပင် never mind ရပါတယ်ကိစ္စမရှိပါဘူး
ဟုတိုးတိုးပင်ပြန်ဖြေ၏တော်ပါသေးရဲ့သူကောင်းကြီး၍ထိုင်းမလေးကိုကျေးဇူးတင်စွာပြုံးပြလိုက်ပြီးတဖန်လင်းခန့်ဘက်သို့လှည့်ကားအဲ့ဒါမင်းကြောင့်ဟာငါနဲ့ဘာဆိုင်လို့လဲသူ့စကားကြောင့်မျက်လုံးကြီးပြူး၍ကြည်နေသောလင်းခန့်ကိုသူ့လက်သီးဖြင့်လက်မောင်းကိုမနာအောင်လှမ်းထိုးလိုက်၏ထို့နောက် night market တွင်သို့လမ်းလျှောက်ဝင်ကာပင်လိုက်ကြည့်ကြ၏သူမရှိတွင်ပဲမြမစကားပြော၍ထွက်သွားကြသောထိုနှစ်ယောက်၏ကြောပြင်ကိုလိုက်ကြည့်နေမိသည်အတန်ကြာမှသွားမယ်လေဘာတွေငေးနေတာလဲတငယ်ချင်းဖြစ်သူကလက်တို့ပြောကာမှအတိဝင်ကားအွန်းသွားမယ်ခေါင်းငိမ့်ပြီးပြန်ဖြေလိုက်၏street food တချို့ကိုပတ်စားရင်းရှောက်ကြည့်ရင်းနဲ့မှလက်ဆောင်ပစ္စည်းများရောင်းသောဆိုင်တစ်ခုရှိသို့ရက်ကသူတို့နှစ်ဦးလိုက်ကြည့်မိကြ၏လင်းခန့်ကဟိုလျှောက်ကင်ဒီလျှောက်ကင်ဖြင့်ပစ္စည်းတွေကိုလိုက်ရွေးနေပေမဲ့သူကတော့တစ်ခုချင်းစီကိုမျက်လုံးနှင့်တေချာကြည့်ကာရိုးရာဆန်ဆန်ဖို့ထင်တစ်ခုကိုတော့သဘောကျသွား၍လက်လန်းယူလိုက်စစ်ထိုဖို့ထင်ကိုပင်နောက်ထပ်လှမ်းယူသူတဦးနှင့်လက်ဆုံမိကြသည်မို့ဘေးကိုငဲကြည့်လိုက်မိ၏စောနာကသူနှင့်ပခုံးချင်းမတော်တဆတိုက်ခဲ့မိသောထိုမိန်းကလေးဒီတခါတော့သူမကပဲပြုံးက We meet again. ထပ်တွေ့ကြပြန်ပြီနော် Yes, I didn't expect it. ဟုတ်ပါမထင်ထားဘူးသူပြန်ဖြေလိုက်ရင်းပင် Do you like that one? If so, go ahead and take it. I'll just choose another one. အဲ့ဒါကိုမင်းကြိုက်လို့လားဒါဆိုယူလိုက်လေကိုနောက်တစ်ခုပဲရွေးလိုက်ပါမယ် Thanks. ကျေးဇူးသူမကလေပြေလေးဖြင့်ပြောကာထိုဖွတ်ချိန်လေးကိုယူလိုက်လေ၏သူကလည်းနောက်ထပ်အလှလေးတစ်ခုကိုတေချာအာယုံဆိုင်၍ထည့်ရွေးနေမိသည်မှာအတော်တန်ကြာသည့်အထိဖြစ်သည်နောက်ဆုံးမှာတော့ဝင်းဝါသောသူမရဲ့ခြေချင်းဝတ်လှလှလေးကိုမျက်လုံးထဲညမြင်အောင်ကထိုခြေချင်းဝတ်လှလှလေးနှင့်လိုက်ဖက်မိတစ်ခုကိုသူသဘောတကျပင်ရွေးလိုက်ကာငွေရှင်းလိုက်၏လင်းခန့်ကတော့ဟိုဒီလျှောက်ရွေးပြီးဘာတစ်ခုမှမဝဲပေအတော်တန်ကြာသူတို့စိတ်ကျေနပ်လောက်အောင်ပတ်ကြည့်ပြီးဟော်တော်တို့ပင်ပြန်ခဲ့ကြလေ၏သူဘက်ကတော့ရောက်နေသည်မှာဒီနေ့နှင့်ဆိုလျင်12ရက်ရှိပြီဖြစ်၏ဒီနေ့မှာတော့မဖရာဆက်ကသူ့ company သို့အလဲခေါ်ထားသဖြင့်သူတို့သွားကြရသည်ပြန်ရမယ့်ရက်လဲနီးလာသည်မို့သူ့စိတ်ထဲကြိတ်ဝမ်းသာမိသည်သို့တော့ပါဇက်ကနေတော့ထုတ်မပြောပါဟိုကောင်လင်းခန့်ကလောင်မီဆိုးသောကြောင့်ဖြစ်၏သူတို့နှစ်ယောက်စကားပြော၍ပင်ငါဖရာဆက်၏ကမ်ပဏီထဲသို့ဝင်ခဲ့ကြလေသည်ထို့နောက်ဓာတ်လေကားတစ်ခုရှိတွင်ရက်ကလင်းခန့်ကမဖရာဆက်၏ရုံးခန်းရှိရာအထက်ကိုနှိပ်ရင်းစောင့်နေလိုက်ကြ၏မလန်းမကန်းတွင်သူတို့နှင့်ဘေးချင်းကပ်ဓာတ်လေကားခါလုတ်ကိုနှိပ်၍သူတို့ဘက်သို့ကြောပေးရနေသောအနက်ရောင်ဆွေကိုသေးချာဝစ်ဆင်ထားသောအမျိုးသမီးတဦးကိုတွေ့ရသည်သူနှင့်လင်းခန့်လဲစကားဆက်ဖြတ်ကာပင်ဓာတ်လေကားဆက်ဆောင်နေလိုက်ကြသည်ထိုချိန်ပစ္စည်းတင်လဲတစ်ခုကိုတွန်းလာသောအမျိုးသမီးတဦးထိုလဲပေါ်တွင်လုပ်ငန်းသုံးစက္ကူပုံတချို့ကိုတင်ထားလေ၏သို့သောတေချာတော့ထပ်မထားပေထိုလဲကိုတွန်းလာသောအမျိုးသမီးဝဝကြီးကလည်းသူ့အာယုံနှင့်သူမို့တတိထားမိဟန်မတူပါသူနဲ့လင်းခန့်လဲထိုလဲကိုအသာပင်ရှောင်လိုက်တော်လဲတစ်ဖက်ကအမျိုးသမီးကတော့မြင်ဟန်မတူပါဦးပုံးရှိန်ဝါတယောက်သူ့အာယုံနှင့်သူ့စိတ်ကိုကြိုတိနေသည့်အလားပင်ထိုလဲပေါ်ရှိစက္ကူပုံးကိုပင်ကြည့်နေမိသည်စက္ကူပုံးမှာတလုံးနှင့်လက်တွန်းလဲမှာထိုမျိုးသမီးဘေးကဖြတ်သွားချိန်မှာတော့အပေါ်ဆုံးကဆင့်တင်ထားသောစက္ကူပုံးမှာပြုတ်ကျလာတော့သည်ဦးပုံးရှိန်ဝါအမြန်သွားကပင်ထိုမျိုးသမီး၏လက်မောင်းစွန်းနှစ်ဖက်မှဆွဲလှဲ့ကာသူ့ကိုဖြင့်လှဲ့ကာလိုက်၏အောက်မြက်သွားသောဝေဒနာကကြောဘက်စီမှခံစားလိုက်သည့်ခဏတာအတွင်းမှာဖြစ်၍အကုန်လုံးကအံ့အားသင့်၍မြင့်တက်နေကြသည်ဦးကုန်းရှိန်ဝါခန္ဓာကိုယ်ကိုပြန်မက်လိုက်ပြီးလာကတွေလွတ်လိုက်၏လင်းခန့်ကသူ့ဘက်ပြေးလာကမင်းအစဉ်ပြေရဲ့လားဖုံးရှိန်ဟာကွာနည်းနည်းနော်စက်ကူပုံးမှမဟုတ်ပဲလင်းခန့်ကစက်ကူပုံးကိုလက်တစ်ဖက်နှင့်တွန်းကြည့်ရင်ပြောသည်အသက်တစ်ချက်ရှူလိုက်တိုင်းကြောဘက်ကအောင်းလျက်သူယောက်ျားရင်မာကြီးတောင်ဒီလောက်ခံလိုက်ရလျင်တစ်ဖက်ကအမျိုးသမီးသာခိုက်မိလျင်မတွေးရဲစရာထိုအမျိုးသမီးကသူ့ဘက်သို့အလန့်တကြားလှည့်လာကကျေးဇူးတင်ပါတယ်ရှင်ဒါနဲ့ဘယ်နာခိုက်မိသွားသေးလဲမသိဘူးရှင်လေတံဝဲတုံရင်ဆိုလာသည်မို့သူရောလင်းခန့်ပါထိုအမျိုးသမီးကိုကြည့်လိုက်ရင်အံ့အားသင့်စွာဖြားထချက် Weekend Night Market တွင်
ဦးဖုံးရှိန်ဝါနှင့်ဆုံခဲ့ဘူးသောထိုအမျိုးသမီးပိုထူးဆန်းဖို့ကောင်းသည်မှာသူမပြောသည်မှာမြမလိုပီပီသားသားဖြစ်သည်ထိုချိန်တွင်ဓလေကားတကားပွင့်သွား၍ထွက်လာသူမှာဖရာဆက်ဖြစ်ပြီးဖရာဆက်ကထိုမိန်းကလေးကိုကြည်ကားဟောဘေဘီပပစီလဲကြိုမဆက်ပဲပပကမ်ပဏီကိုလာတယ်ဟောဦးဖုံးရှိန်ဝါနဲ့ဦးလင်းခန့်ရောရောက်နေတာပါလားဒါနဲ့ပါဖြစ်ကြတာလဲရုံးရင်းဆန်ခတ်ဖြစ်နေသောအခြေအနေကိုနားမလည်စွာမေးလာသောဖရာဆက်ကိုထိုမိန်းကလေးကကြည်ရင်ဟုတ်တယ်ပပဒီတိုင်းပဲခဏဝင်လိုက်တာကမ်ပဏီမှာပရှိမလားလို့လောလောဆယ်ကိစ္စတွေခဏထားပါဟောဒီမှာသမီးကိုကူညီလိုက်လို့ဒဏ်ရာရသွားတယ်လုပ်ပေးပါအောင်ပပဟောဘလို့ဖြစ်ကြတာလဲကဲလာပါလာပါ emergency နဲ့ဆေးရုံသွားရအောင်လေအာရပါတယ်အဲ့လောက်မဟုတ်ဘူးဒီတိုင်းဆေးလိမ့်လိုက်ရင်တက်တာမဲ့ဒဏ်ရာပါစိတ်ထဲမထားပါနဲ့ဦးဖုံးရှိန်ဝါကပြပြတလဲညင်းလိုက်၏ဖြစ်ပါမလားမောင်ရင်ဖြစ်ပါတယ်မဒါနဲ့ဒီကဖရာဆက်ရဲ့သမီးလားဟုတ်ပါအစကမြမပြည်လာမှပဲမိတ်ဆက်ပေးမလို့အခုလိုဆုံးပြီးပြီဆိုတော့လဲတခါတည်းမိတ်ဆက်ပေးပါမယ်မောင်ဖုံးရှိန်ဝါနဲ့မောင်လင်းခန့်ဒီဒါကျွန်တော်သမီးထိုင်းလို့တော့ဖရိုင်းဖရာအန်နဲ့မြမလိုသူ့မေပေးထားတဲ့နာမည်ကတော့ခင်ရိုးရှင်းနဲ့လားဟုတ်တွေ့ရတာဝမ်းသာပါတယ်ဟုတ်ရိုးကလည်းတွေ့ရတာဝမ်းသာပါတယ်ဒါနဲ့ဆိုရိုးတို့ဆုံတာ3ကြိမ်ရှိပြီနော်ဟန်ဘေဘီနဲ့မောင်ရင်တို့ကအခုမှဆုံတာမဟုတ်ဘူးပေါ့ကဲပါပပရုံးခန်းအရင်သွားရအောင်ပြီးမှဆက်ပြောကြတာပေါ့ဒီလိုနှစ်ပင်သူတို့အားလုံးဖရာဆက်ဤရုံးခန်းစီတို့ဖရာဆက်ကသူ့ရုံးခန်းစီသို့ဦးဆောင်ခေါ်သွားလေသည်ကဲအားလုံးတက်တောင့်တက်တာပဲနေကြပါအောင်တော့ဖရာဆက်ကဆိုဖာခုံတွေကိုညွှန်ပြရင်းပြောလေရာဦးဖုံးရှိန်ဝါတို့အေးဆေးပင်ဝင်ထိုင်လိုက်ကြသည်ဒါနဲ့ဒီကရှင်တကယ်အဆင်ပြေရဲ့လားအားပြေပါတယ်မခင်ရိုးရှင်းသူမကနှကန်းလေးတွန့်ယုံပြုံးလိုက်ပြီးရပါတယ်ရိုးလိုပဲခေါ်ပါဒါမှမဟုတ်ရိုးရှင်းလိုပဲခေါ်ပါသူနဲ့လင်းခန့်ကစကားမဆိုပဲခေါင်းသာငိမ့်ပြလိုက်သည်လင်းခန့်ကသူ့နောက်ကျောကိုလက်ဖြစ်ပွတ်ရင်းမင်းတကယ်အဆင်ပြေတာလားဖုံးရှိန်ရတယ်လင်းခန့်ငါဘာမှမဖြစ်ဘူးဖရာဆက်ရဲ့ company မှာဖြစ်နေတာကတကြောင်တစ်ဖက်ကိုလည်းအားနာရတာမို့သူဟန်ဆောင်ကပင်ဖြေလိုက်သည်မနာဘဲတော့ဘယ်ရှိလိမ့်မလဲအလေးစာရွက်တွေတစ်ထက်ကြီးထည့်ထားတဲ့ပုံပြုတ်ကြတာပဲအခုထိတော့သူဟန်ဆောင်နေနိုင်သေးသည်ဖရာဆက်ကသူ့သမီးဘေးဝင်ထိုင်လိုက်ပြီးဒါနဲ့ဘေဘီခုနကပြောတော့စုံတာ3ကြိမ်ရှိပြီဆိုအဲ့ဒါပပကိုရှင်းပြအောင်ခင်ရိုးရှင်းကသူတို့ကိုတစ်ချက်လမ်းကြည့်ပြီးဖြစ်ကြောင်းကုံစင်ပြောပြလိုက်၏ပြီးနောက်ဒါနဲ့ပပကရောဒီကအွန်းကိုတို့ပဲဆိုရမှာပေါ့ရိုးရှင်းထက်တော့2ယောက်လုံးကြီးလောက်မှာပါဘလို့တိကြတာလဲပပမိတ်ဆွေတွေလားပပမှာမြန်မာမိတ်ဆွေရှိတာရှားပါတယ်သူမဖာသာတယောက်တည်းရေရွရင်ပြောနေသောခင်ရိုးရှင်းကိုဖရာဆက်ကပင်ရှင်းပြလိုက်၏ဒီလိုပဲပြီးရဲ့ဒါကပမိတ်ဆွေဦးဖုံးရှိန်ဝါဒီဘက်ကဦးလင်းခန့်တည်တဲ့သမီးထက်နှစ်လောက်တော့ကြီးမှာပေါ့ပြီးတော့ပကမ်ပဏီနဲ့လက်တွဲဖို့2ဦးလုံးစာချုပ်ချုပ်ပြီးသားမိတ်ဆွေတွေသူတို့2ဦးလုံးရဲ့ကမ်းလှမ်းချက်ကိုပလဲသဘောကျလို့လက်ခံဖြစ်ရင်ဒီကမိတ်ဆွေတွေရဲ့ project ကိုလည်းပြန်ကူပေးရင်စီးပွားဘက်မိတ်ဆွေတွေပေါ်ပေးပြီးရဲ့ခင်ရိုးရှင်းကသူ့ပစကားကိုခေါင်းတဆက်ဆက်ညှိရင်ပင်နားထောင်နေလေ၏ဒါနဲ့ဒီကအကိုတို့ကဒီမှာကြာအောင်မလားမသိဘူးနော်အချိန်ရသေးရင်လဲစရာပတ်စရာနေရာတချို့ကိုရိုးရှင်းကိုယ်တိုင်လိုက်ပို့ပါရစေမိတ်ဖြစ်ဆွေဖြစ်ပေါ်ဟင်းကျွန်တော်တို့အချိန်ရပါသေးတယ်ရိုးရှင်းဘက်ကဖိတ်ခေါ်ရင်တော့မငင်းတော့ပါဘူးထိုစကားကိုတော့လင်းခန့်ကဝင်ပြောလိုက်ခြင်းဖြစ်သည်ဦးဖုံးရှိန်ဝါစိတ်သဘောထားအရတော့စာချုပ်ချုပ်စရာတွေလဲပြီးသလိုဖရာဆက်ရဲ့လုပ်ငန်းတချို့ကိုလည်းတည်ပြီးဖြစ်၍ပြန်ကျင်နေ၏သို့သောတစ်ဖက်ကမိန်းကလေးမဟုတ်လားလင်းခန့်ကလည်းလက်ခံလိုက်၍သူအနေနဲ့ငင်းရန်မသင့်တော်ပါအသာပဲငြိမ်နေလိုက်သည့်အတန်ကြာစကားပြောဆိုနေပြီးသည့်နှင့်နှုတ်ဆက်ကပြန်လာကြတော့သည်ဘေဘီအဲ့2ယောက်ကိုဘလို့သဘောရလဲဦးဖုံးရှိန်ဝါတို့ပြန်ပြီးနောက်ထိုင်ကုန်မှာထိုင်ရင်းစကားဆလာတော့ဖရာဆက်ကိုရိုးရှင်းလန်းကြည့်ကပနော်ရုပ်ရှင်တွေဒရမာတွေတဲကအထာတွေလာမလုံးနဲ့နော်ရိုးရှင်းမကြိုက်ဘူးပြီးတော့အဲ့ဓာတွေကပတို့ခင်မှာကြံခဲ့တဲ့အထာတွေခုခေတ်လူငယ်တွေကအဲ့အထာမဟုတ်တော့ဘူးပရဲ့ဟ
ဟောဘေဘီရဲ့ပပကဘလို့သဘောရလဲပဲမေးတာပါဘာမှကိုမပြောရသေးပါဘူးဘေဘီသဘောထားကိုသိချင်ရုံပါပဲတွေ့တာတောင်ဘာမှမကြသေးတဲ့လူတွေကိုဘသူကတော့ဘလို့ဖြစ်ပါတယ်ဆိုတာရိုးရှင်းကဘလို့ထင်မြင်ချက်ပေးနိုင်မှာလဲပပရဲ့မဖရာဆက်ကသူ့သမီးစကားကိုနားထောင်နေရင်အပေါ်ထက်ကုတ်အင်ကြီးကိုချွတ်ပြီးဆက်ပြောလေသည်အဲ့ဒါဆိုပပကပြောပြမယ်မောင်လင်းခန့်ဆိုတဲ့တယောက်ကတော့ယောက်ျားတွေတဲကယောက်ျားတယောက်မှုသူကတော့တာမန်ပဲသူတို့နဲ့စဆုံတဲ့နေ့ကပပကအဲ့ဝစ်ကြည်အောင်စီစဉ်ပေးရတာလေးတွေရှိတယ်ပေါ့ပဲဘီရဲခစ်လူငယ်တယောက်အနေနဲ့ဒါတွေပဲဘီနားလည်မှာပါနော်ရိုးရှင်းကောင်းပဲငိမ့်ပြလိုက်၏ဒါပေမဲ့မောင်ဖုံးရှိန်ကတော့ပပနဲ့အတူတဝိုင်းနဲ့ထိုင်နေတဲ့ကသူ့ဘေးကကောင်မလေးကိုလုံးဝစိတ်ဝင်စားဖို့မပေါ်တာပဲပိုပြီးအံ့ဩဖို့ကောင်းတာကလေပပကသူရဲနေတဲ့ဟိုအိုထိလိုက်သွားဖို့ကောင်မလေးကိုပြောထားတာတောင်သူကညင်းသွားတယ်ဒီခေတ်မှာအသားမစားတဲ့ကြားကိုပပတွေ့ဘူးလိုက်တာဒါပထမဆုံးပဲပြီမဖရာဆက်ရဲ့စကားကြောင့်ခင်ရိုးရှင်းကကိုလုံးလေးတသိမ့်သိမ့်တုံအောင်ရဲ့ရင်အဟင်းဟင်းဘာများလဲလို့ပပရဲ့အဲ့ဒါများသူက straight စစ်မဟုတ်ပဲကဲမို့လို့ဖြစ်မှာဟာပပဘာတွေထူးဆန်းနေတာလဲဒီခေတ်မှာအများကြီးကိုပပအဲ့လောက်လူကဲခေတ်မညံ့တာပဲပြီးသိပါတယ်လူရင်းကိုပြောရရင်စီးပွားရေးလောကမှာလဲစံတင်ရတဲ့သူ body structure အရက်အမောင်းရုပ်ရည်ပိုင်းအရာရောပြမျိုးမရှိတဲ့လူမျိုးဟောစိတ်သက်ပိုင်းအရာရောအဲ့လိုတည်ကြည်မှုရှိတဲ့ယောက်ျားအဆန်နှုံးတွေကပပလိုချင်တဲ့ဆန်နှုံးတွေနဲ့ကိုက်ညီတဲ့လူမျိုးပပလိုချင်တဲ့တမတ်မျိုးဆိုတာဖုံးရှိန်ဝါလိုလူဆိုတာပဲပြီးကိုသိစေချင်တာပါအခန်းကြောင့်အေးဆက်နေသောမဖရာဆက်ရုံခန်းအတွင်းထဲတွင်မဖရာဆက်ကလေတံကပြက်သားစွာထွက်ပေါ်နေသည်ဒီတခါတွင်တော့ခင်ရိုးရှင်းဘာတလုံးမှမပြောနိုင်ပဲငြိမ်သက်စွာနားထောင်နေမိခြင်းဖြစ်သည်အတန်ကြာမှ Can you help arrange a small private leisure boat for me? အပျော်စီးတင်မောတစ်စီးလောက်သမီးအတွက်ပပစီစဉ်ပေးနိုင်မလား Ugh baby. Beep beep. မတ်စကဝင်လာတဲ့ကြောင့်ဦးဖုံးရှိန်ဝါမျက်မှောင်ကျုံလိုက်သည်ဒီချိန်ကြီးမှသူ့စီစာပို့တာပန်းသွေးများလားသူမတစ်ခုခုဖြစ်လို့များလားစိုးရိမ်စိတ်ဖြင့်မစ်စုကိုစစ်လိုက်၏နက်ဖြန် Geoffrey River မှာအပျော်စီးတင်မောစီးကြရင်တင်းနစားကြတာပေါ့ဆက်လာရမယ်နော်ဘသူပို့လဲဆိုတာဦးဖုံးရှိန်ဝါကောင်းကောင်းသိပါသည်စိတ်ရှုပ်စွာပင်ခေါင်းကိုခါရမ်းလိုက်သည်သူ့အစီအစဉ်တိုင်းဆိုမနက်ဖြန်ရင်ပြန်ဖို့စီစဉ်ထားတာဖြစ်သည်မှဖရာဆက်ရောသူ့သမီးကိုပါအားနာပေမဲ့အလိမ္မာနေသုံးကပြန်ဖို့စဉ်းစားနေခြင်းဖြစ်ပေမဲ့အခုကငင်းမရတဲ့အခြေအနေဖြစ်နေ၏မတက်နိုင်နှက်ဖြန်တရက်တော့နေလိုက်အောင်မီပန်းသွေးနှင်းစီတရက်ပဲထပ်ဆောင်ပေးပါကွာစိတ်ထဲကကြိတ်လွမ်းနေရခြင်းသာတက်ကြွသောခြေလမ်းများနှင့်လင်းခန့်ကဥဆောင်နေတော်လဲသူကတော့စိတ်မပါစွာသို့သောပုံမပြတ်လိုက်လာခဲ့လေသည်တင်မောပေါ်ရောက်တော့ခင်ရိုးရှင်းကအဲဝစ်ကြေပွန်စွာဖြင့်ပြူပြူငါငါကြိုဆိုပါသည်ရိုးရှင်းတော့တက်နိုင်သလောက်စီစဉ်ထားတာပါပဲလိုအပ်တာရှိလဲခွင့်လို့ပေါ့နော်ဟာမဟုတ်တာအခုကိုတော်တော်ပြည့်စုံနေပါပြီရိုးရှင်းရဲ့လင်းခန့်ကပြတလဲဝင်ပြောတော်လဲသူကတော့နှုတ်ဆက်နေလိုက်ဤစိတ်မပါသောကြောင့်လည်းဖြစ်သည်ဒါနဲ့မနေ့ကဒန်းကတက်တာရဲ့လားကိုပုံမထင်မှတ်ထားဖွယ်ရာခေါ်လိုက်၍သူရောလင်းခန့်ပါအံ့အားသင့်သွားရသည်ဒါကိုရိပ်မိသွားပုံကတော့ရိုးရှင်းကအဟုံးပါဖြစ်လို့လဲအဲ့လိုခေါ်လိုက်တာစိတ်နှောက်ယှက်ဖြစ်သွားလို့လားဟင်ဒါဆိုဘလို့ခေါ်ရမလဲရိုးရှင်းကိုပြောလေစိတ်နှောက်ယှက်မဖြစ်ပါဘူးရပါတယ်ရိုးရှင်းအစဉ်ပြေသလိုပဲခေါ်ပါဟုတ်သူမတခွန်းလေးပြောကပါးကြိုင်လေးများခွက်ဝင်သွားအောင်ပြုံးလိုက်၏ဒေနတွင်အစားအသောက်တွေကစုံလင်လှသည်ရိုးရှင်းကတန်ဖိုးကြီးဝိုင်ကိုဖောက်ကခွက်အတွင်းသို့ငှဲ့ထည့်ရင်းဝိုင်ခွက်ကိုမြှောက်က Cheer. သူရောလင်းခန့်မှာအလိုက်တသင့်ခွက်ချင်းတိုက်လိုက်ကြသည်ဒါနဲ့ရိုးရှင်းကမြန်မာလိုကျွမ်းကျင်ပြောတတ်တယ်နော်ဟုတ်တယ်ကိုလင်းခန့်မားမားကမြန်မာနိုင်ငံသူရှမ်းစစ်လေးဘယ်ကနေဘလို့ပနဲ့နတ်ဖူးစာရွာလဲပြီးအိမ်အောင်ကျသွားလဲမသိပါဘူးရိုးရှင်းကိုမွေးတယ်ပေါ့နော်အဟင်းမားမားကငယ်ငယ်တည်းကရိုးရှင်းကိုမြန်မာလိုတင်ပေးတာရိုးရှင်းကိုတင်ပေးမှပကလိုက်ပြောရင်းမြန်မာလိုတက်သွားတာတင်တာကတော့တယောက်တည်းတက်သွားတာကနှစ်ယောက်ပေါ့နာမည်ကိုလဲပကထိုင်းလိုဖရာနန်ဆိုပြီးပေးတော့မေမေကမြန်မာလိုနာမည်လဲရှိထားရမယ်ဆိုပြီးခင်ရိုးရှင်းလို့ပေးလိုက်တာဖရာနန်ဆိုတာကလည်းမြန်မာအဓိပ္ပာယ်လိုရိုးရှင်းသိမ့်ငွေချင်းနဲ့
ခင်ရိုးရှင်းရှင်းပြနေသည်ကိုသူရောလင်းခန့်ပါငြိမ်၍နားထောင်နေကြသည်အားကြောင့်ထိုင်းမြန်မာကပြားမလေးဖြစ်တဲ့ရိုးရှင်းကအသားလဲဖြူစွတ်ပြီးတအားလာတာကိုဟာကိုလင်းခန့်ကလည်းမြောက်နေပြန်ပါပြီအချိန်တော်အတန်ကြာ Cheo Freya River မှာအပျော်စီးသင်္ဘောဘက်စီးကြရင်ညရဲ့အလှတရားကိုခံစားကြသည်လင်းခန့်နှင့်ရိုးရှင်းကရောက်တဲ့ရာများပြောဆိုကြသည်သူကတော့နားထောင်သူတက်တက်ပင်ရိုးရှင်းခဏထထွက်သွားမှပင်လင်းခန့်ကသူ့ဘက်လှည့်ကမင်းမဖြစ်နေတာလဲမင်းသားကြီးစိတ်မပါသလိုနဲ့ရိုးရှင်းကိုအားနာစရာကွာမဟုတ်တာငါကပုံမှန်ပါပဲမင်းတို့ပြောနေတာနားထောင်နေတယ်လေငါလဲထွေထွေထူးထူးမှဝင်ပြောစရာမရှိပဲအားကြောင့်ပါမဟုတ်တာမင်းစိတ်ကဘယ်စီရောက်နေလဲငါသိတယ်နော်မျက်လုံးတွေမှေးစင်း၍ပြောနေသောလင်းခန့်ကိုသူကူကြည့်ကြည့်ကပင်ဘယ်စီရောက်နေလဲဘသူမှသိစရာမလိုဘူးမင်းသိရင်ပြီးတာပဲနှက်ဖြန်ငါရင်ပြန်มาမင်းနေခဲ့အောင်မလားခဏတော့နေခဲ့အောင်မယ်ကွာဟဲဟဲလင်းခန့်ကရှက်ရည်ရဲလေးသည်ရိုးရှင်းပြန်လာပြီးအနှဲငယ်ကြပြီးနောက်သူတို့၃ယောက်သင်္ဘောပေါ်မှဆင်းခဲ့ကြလေသည်လင်းခန့်ကရှေ့ဆုံးမှဆင်းသွားရာသူနှင့်ရိုးရှင်းသာကြံခဲ့၏ဆင်းလေကိုဖုံးရပါတယ် Lady First ပေါ့ရိုးရှင်းစင်းပါသူမကရှက်ပြုံးပြုံးကပင်စင်းရန်ခြေလန်းပြင်လိုက်၏ကံမကောင်းစွာတောက်တစ်ဖက်မှရိုင်သွားပြီးသူမကိုယ်လုံးလေးဟန်ချက်ပြတ်သွား၏ဦးဖုံးရှိန်ဝါအလျင်မြန်ပင်လှမ်းဆွဲဖမ်းလိုက်သောအခါရိုးရှင်းကိုယ်လုံးလေးကဦးဖုံးရှိန်ဝါ၏ရင်ခွင်ထဲနစ်ဝင်သွားသည်ရင်ခုန်တန်ကအကျမ်းပရံရိုင်းဆန်စွာစောင့်ခုန်တက်လာသည်ကိုရိုးရှင်းခံစားလိုက်ရသည်ဦးဖုံးရှိန်ဝါ၏ရင်ခွင်နွေးနွေးနှင့်ရိုးရှင်းမျက်နာကနီးကပ်စွာဦးဖုံးရှိန်ဝါဆွတ်ထားသောကစိရေမွေးနှံတင်းတင်းကနှာခေါင်းထဲသို့တိုးဝင်လာ၏ရိုးရှင်းဦးဖုံးရှိန်ဝါ၏တွေ့ရသောမေးချွန်ချွန်ကိုမော့ကြည့်မိသည်အစဉ်ပြေရဲ့လာရိုးရှင်းဦးဖုံးရှိန်ဝါကရိုးရှင်းကိုလေးကိုမတ်မတ်လေးဖြစ်အောင်ပြန်တည့်ရက်ပေးရင်းမေးလေသည်ထိုမေးတန်ထဲတွင်နှွေးထွေးမှုတွေပျော်ဝင်နေသလိုရိုးရှင်းခံစားနေမိ၏ခေါင်းလေးပဲငိမ့်ပြရင်းဦးဖုံးရှိန်ဝါရှေ့မှရှက်ရှက်နှင့်ရိုးရှင်းထွက်လာခဲ့မိသည်ငါဘာတွေဖြစ်နေတာလဲသတိထားစမ်းရိုးရှင်းကိုတိုးသတိပေးမိသည်ဦးဖုံးရှိန်ဝါကအင်ကြီးကိုပြန်ဆွဲဆန့်ရင်းကုတ်ကိုတေချာပြန်ပြင်ရင်းဝစ်လိုက်၏ပြီးနောက်သင်္ဘောပေါ်မှဆင်းလာခဲ့ပြီးရပ်ထားသောကားနားစီသို့ရှောက်လာခဲ့သည်ကားနားတွင်လင်းခန့်ကရိုးရှင်းကိုနှုတ်ဆက်စကားပြောနေလေ၏သူအနားရောက်တော့ရိုးရှင်းကသူ့ဘက်အသာငဲကြည့်သည်ဦးဖုံးရှိန်ဝါအလိုက်တတိပင်ဒီညဒနာအတွက်ကျေးဇူးပါနော်ရိုးရှင်းနှက်ဖြန်တော့အလုပ်ကိစ္စလည်းရှိသေးတော့ရင်ဖြစ်မယ်ထင်တယ်မပြန်ခင်လေးဒီလိုဆောင်ရတာဝမ်းသာပါတယ်ရိုးရှင်းမှဖရာဆက်ကိုလည်းလေးစိတ်မသွားခင်လေးလာနှုတ်ဆက်လိုက်ပါအောင်မယ်ဟုတ်ကိုဖုံးရိုးရှင်းတိုးဆိုလိုက်ဤသူ့မျက်နာတော့စေးစေးမကြည့်ရဲပါရိုးရှင်းခုနာကရှက်စိတ်တွေမပြေသေး၍မကြည့်ရဲခြင်းဖြစ်သည်ရင်ကိုသူပဲအရင်ပြန်ဖြစ်မှာပါကျွန်တော်ကတော့9 ရက်လောက်ထက်နေဖြစ်အောင်မှာပါကြားတဲ့အကူအညီတချို့လိုတာရှိရင်ရိုးရှင်းကူပေးပါအောင်တော့အကူအညီတောင်းပါတယ်ရပါတယ်ကိုလင်းခန့်ရိုးရှင်းကိုအချိန်မရွေးပြောပါရိုးရှင်းကူညီနိုင်တာရှိရင်ချက်ချင်းလုပ်ပေးမှာပါကျေးဇူးတင်ပါတယ်ဗျာကဲရိုးရှင်းအားဆိုကိုတို့ကိုခွင့်ပြုပါအောင်နော်ဟုတ်ကိုလင်းခန့်သွားလိုက်ပါအောင်မယ်ရိုးရှင်းဦးဖုံးရှိန်ဝါပြောသည်ကိုရိုးရှင်းကောင်းချင်းပြလိုက်၏ကားလေးထွက်သွားသည်ကိုရိုးရှင်းမျက်စိတစုံလိုက်ကြည့်နေမိသည်တွေညီချင်းတချို့ကရင်မာရစ်တွေကြံခဲ့လေ၏ကိုဖုံးကရောငါလိုပဲခံစားလိုက်ရလားသိချင်မိပါရဲ့ရိုးရှင်းတက်ပြင်းတစ်ချက်ခိုးဆိုင်ကတွေးရင်သူမကိုလာကြိုသောကားလေးပေါ်တက်ခဲ့လေတော့သည်ကိုချစ်ရသူလေးစီပြန်ရတော့မည်ဆိုသည့်စိတ်ကနှိုးဆော်နေ၍လားမသိဦးဖုံးရှိန်ဝါစောနိုးနေလေသည်စော၍သာနိုးနေတာကိုရောစိတ်ရောကလန်းဆန်းတက်ကြလျက်ရှိသည့် breakfast စားပြီးနောက်ပြင်ဆင်စရာရှိသည်တို့ကိုခတ်တွတ်ပဲပြင်ဆင်တော့သည်စိတ်ထဲ၌လဲသူ့ကိုတွေ့သွားလျင်အံ့ဩသွားမိသူမပုံရိပ်လေးကိုမှန်းဆကြည့်ကကြည်နူးရသည်သူအဝတ်တွေကိုပြန်စီထည့်နေစဉ်မှာပင်လင်းခန့်ကအိတ်ချင်မူတူးထလာကလန်းဆန်းတက်ကြနေသောသူ့ကိုမြင်၍တန်းခဲ့ရတော့သည်မပြောချင်ဘူးနော်ရင်ပြန်ရတော့မယ်ဆိုတော့ကြည့်ဘလောက်တောင်ကျဉ်နဲ့ပီတီဖြစ်နေမှန်းမသိဘူးမျက်နာမှာကိုအတိုင်းသားမြင်နေရတာပဲဟုတ်လားတအားသိတာနေတာလားသူလင်းခန့်ကိုရွှဲ့ပြီးမေးလိုက်တော့အခါလင်းခန့်ကမှန်ကြည့်လေမှန်ကြည့်တကယ်ပါပဲကွာ
နောက်ဆုံးလင်းခန့်အလျှော့ပေးသွားပါတော့သည်မပေးလို့လည်းမရဘူးလေလင်းခန့်ဘလို့ပြောဦးကုန်းရှိန်ဝါကဂရုလုံးဝမဆိုင်တော့ကြောင်ဖြစ်သည်သူပြင်ဆင်စရာအားလုံးပြီးသွားချိန်မှာတော့လင်းခန့်ကထိုင်ကုန်မှာထိုင်ပြီးသူလုံးသမျှအားလုံးကိုငေးကြည့်နေ၏ပါမှတော့ဝင်မပြောတော့ shirt အဖြူလက်ရှည်ကိုဝတ်၍ necktie ကိုတေချာစီးနေချိန်မှာတော့အင်မတန်မှငြိမ်ချက်သားကောင်းနေသောလင်းခန့်ကိုမှန်ထဲမှတဆင့်လှမ်းကြည့်မိသည်။ရှောင်းလင်းခန့်မင်းပါဖြစ်နေတာလဲစောနာကထိမင်းငါကိုဖဲ့ရင်းရွှဲ့ရင်းနဲ့အကောင်းကြီးပါအခုမှဘလို့ထဖြစ်လို့တအားငြိမ်သွားရတာလဲ။သူလမ်းမေးကမှလင်းခန့်ကအသာပြုံးပြရင်းမဟုတ်ပါဘူးကွာအတွေ့တစ်ခုဝင်လာလို့ပါမင်းเจ้าတော့ငါကတီးပြီးသားဆိုတော့မင်းကိုတော့မင်းနေပြောနေစရာမလိုပါဘူးဒါပေမဲ့ငါဖရာဆက်နဲ့ရိုးရှင်းကမင်းပေါ်တစ်ခုခုပြောင်းလဲသွားတယ်လို့မင်းမထင်ဘူးလားလင်းခန့်စကားကြောင့်သူမျက်ခုံးတွေတွန့်ချိုးကကြည့်လိုက်မိသည်မင်းစကားကဘာကြီးလဲရိုးရှင်းနဲ့ကောင်းကောင်းသိတာမှ2ရက်ပဲရှိသေးတယ်ငါဖရာဆက်နဲ့ကလည်းဟောဒီပဲရောက်နေတဲ့အချိန်တိုလေးအတွင်းပဲရှိသေးတာကိုအခဏလေးအတွင်းဘာပြောင်းလဲရမှာလဲလင်းခန့်မင်းကလည်းမဟုတ်ဘူးလေကွာပထမဆုံးရိုးရှင်းနဲ့စုံတဲ့မှဖရာဆက်ရဲ့ company မှာတွေ့တဲ့နေ့နဲ့မနေ့ကတွေ့တဲ့တင်မောဘော်ကနေမတူတာကိုငါကပြောတာပါပြီးတော့ငါတို့ခါကိုစရောက်ပြီးအခန့်နဲ့ညကနေပြီးနောက်ရက်နေ့တွေမှဖရာဆက်ဆက်ဆံပုံလဲပါတယ်နည်းနည်းတော့ကွဲသွားသလိုပဲဘာတွေလျှောက်တွေးနေတာလဲငါကောင်ရမင်းဖာသာထိုင်ပြီးလျှောက်တွေးနေတာငါတော့အဲ့ကိစ္စနဲ့ဘလို့မှမခံစားမိပါဘူးပုံမှန်ပါပဲမင်းတွေးများနေလို့နေမှာပါပြီးတော့ထင်ကျင်ရာတွေစွတ်ထင်မနေနဲ့မသိဘူးငါစိတ်ထဲတခုခုတော့တခုခုပဲဘာတခုခုမှန်းတာမသိတာထားပါကွာအဲ့ကိစ္စဘသူတွေပြောင်းလဲတာမပြောင်းလဲတာထက်မင်းတော့အတော်ပြောင်းလဲသွားတာတော့သိချပါတယ်အရင်ကဆိုရောက်လာရင်အလုပ်ကိစ္စတွေပြီးရင်တော့မပြန်သေးပဲမင်းပျော်တဲ့ထိနေတဲ့ကောင်ကအခုတော့အလုပ်တောင်မပြီးသေးဘူးပြန်ချင်နေပြီးတော့တခုခုဆိုရင်ဘလောက်အရေးကြီးအလုပ်ကလွဲလို့ရှေ့တန်းမတင်တဲ့ကောင်ကအခုတော့အရာအလုံးထက်တစုံတစ်ယောက်ကိုပဲရှေ့တန်းတင်နေပြီးအဲ့ဒါတော့ငါကောင်းကောင်းသိပါတယ်လင်းခန့်ကသူ့ကိုတေချာစိုက်ကြည့်ရင်ပြောနေဤတခါတော့သူဘာမှမတုံ့ပြန်မိပဲအင်ကြီးလက်ကကျဲသီးတွေကိုပဲဂယုတစိုက်တက်ရင်လင်းခန့်စကားကြောင့်နည်းနည်းကျေနပ်မိပါသည်ဟုတ်လားသူကသူမလေးကိုအရာရာထက်ရှေ့တန်းတင်နေမိတယ်တဲ့လားဘာပဲဖြစ်နေကွာမင်းအတွက်ငါကုန်ယူပါတယ်တငယ်ချင်းအခုလိုပြောင်းလဲသွားတာလဲဝမ်းသာပါတယ်တခုပဲမင်းလူရေးမှန်ပါစေလို့တော့ငါဆုတောင်းပါတယ်လင်းခန့်ကမတ်တက်ထရက်လာကသူ့လက်မောင်းတွေကိုစုပ်ကန်ရင်းဆို၏သူလင်းခန့်ကိုစိုက်ကြည့်၍မင်းတကယ်နေခဲ့အောင်မလို့လားငါနဲ့တကယ်ပြန်မလိုက်ဘူးပေါ့ခဏတော့နေခဲ့အောင်မယ်အနည်းဆုံး9ရက်လောက်ပေါ့ဒါဆိုငါ့ကိုရောမင်းကလေစိတ်လိုက်မပို့တော့ဘူးလားလေစိတ်တော့လိုက်ပို့မှာပေါ့ခဏတော့စောင်းအောင်အဝတ်သွားလဲခြင်းလို့အဲ့ဆိုလဲမြန်သွားကွာလို့ဦးကုန်းရှိန်ဝါစကားကြောင့်လင်းခန့်ကအမြင်ကက်ကက်ဖြစ်အေးပါအားလောက်အဖြစ်တီးမနေပါနဲ့လေရင်ချိန်ကအဝေးကြီးလိုသေးတယ်တိတ်မပြောချင်ဘူးဟမ်ပြောချင်ရပြောပြီးအဝတ်သွားလဲလေသည်ကားပေါ်သို့ရောက်တယ်ဆိုရင်ပဲ driver အားမဖရာဆက်ဤ company သို့မောင်းပေးရန်ပြောလိုက်၏ဖရာဆက်ဤ company လို့ပြောလိုက်သည်နှင့်ထူးထူးခြားခြားလင်းခန့်ဤမျက်နှာပေါ်တွင်အရေးတချို့ဖြတ်ပြေးသွားသည်ကိုဦးကုန်းရှိန်ဝါကောင်းကောင်းတွေးလိုက်ပါသည်ထို့ကြောင့်တမင်ပင်စကားဆက်လိုက်၏ထိုင်းမလေးနဲ့အကြောင်းဖန်ခြင်းနဲ့ဘာညာပြောနေတဲ့မင်းရောထိုင်းမလေးရှာတွေ့ပြီလားရှာတွေ့ရအောင်ကလည်းဒီရောက်တဲ့ရက်တွေမှာငါတယောက်တည်းဘယ်သွားတာမြင်လို့လဲမင်းနဲ့ပဲအတူသွားလာနေတာအတိပဲကိုအော်ဟုတ်လားမသိဘူးလေငါကမင်းတွေ့ပြီထင်လို့သူ့ဆက်နောက်စကားကိုလင်းခန့်ကရှူတီကြည့်ကထိုင်းမလေးတွေတော့တွေ့ပါတယ်အကြောင်းဖန်စရာကိစ္စကမရှိဖြစ်နေတော့ဘလို့လုပ်ရပါဘလို့မှလုံးမနေနဲ့ထိုင်းမလေးလဲဖြစ်မြန်မာစကားတက်တာလေးလဲလိုချင်ရင်ရိုးရှင်းရှိတယ်လေသူ့စကားကလင်းခန့်ကိုတက်ထိသွားလေသလားမသိလင်းခန့်ကမျက်နှာကြီးချက်ချင်းပေနီလာကဟာမင်းရောက်မပြောစမ်းနဲ့ကွာဒီတိုင်းပဲမိတ်ဆွေတွေကိုဟုတ်ပါတယ်မိတ်ဆွေတွေပါငါကမင်းလိုချင်တဲ့ type လေးပြောပြတာပါအဲ့လောက်အဖြစ်သီးမနေပါနဲ့ဟာဦးကုန်းရှိန်ဝါကလင်းခန့်မျက်နှာကိုကြည့်ကသဘောကျစွာဖြင့်ရေလေတော့သည်ဒီလိုနှစ်ပင်မဖရာဆက်ဤ company သို့ရောက်ခဲ့လေတော့သည်လင်းခန့်နဲ့ဦးကုန်းရှိန်ဝါလည်းငကိုရောက်ဖူးသည်ဖြစ်၍မဖရာဆက်နှင့်တွေ့ဆုံရန်ပြောကြားရာမကြာမီမှာပဲအပေါ်ထက်ရှိမ
ဖရာဆက်ဤရုံခန်းထဲသို့ဝင်ခွင့်ရခဲ့တော့သည့်ရုံခန်းထဲ၌ဖရာဆက်ရောရိုးရှင်းပါအတူရှိနေကြ၏ရင်းပြန်တော့မလို့ဆိုဘဲပြီးပြောပြလို့တည်ပြီးပါပြီဘလို့အဲ့လောက်အလင်းလိုနေတာလဲမောင်ဖုံးရှိန်ဝါရဲ့ဟိုမှာစောင့်နေတဲ့သူများရှိနေလို့များလားမဖရာဆက်အမေးကြောင့်ရိုးရှင်းမှာမျက်နှာတစ်ဖက်သို့လွဲသွားလေသည်အဲ့လိုလဲအတိအကျမဟုတ်သေးပါဘူးမဖရာဆက်ကျွန်တော်ဟိုကအလုပ်တချို့မပြီးပြတ်သေးတာလဲရှိနေသလိုဒီကအရေးကြီးကိစ္စတွေလဲပြီးပြီမို့ပြန်ဖို့စီစဉ်လိုက်ရတာပါဦးဖုံးရှိန်ဝါစကားကိုနားထောင်ကောင်းအောင်ပင်ပြောလိုက်၏တရက်လောက်နေလို့ရရင်နေပါအောင်လားတကယ်မဖြစ်လို့ပါမဖရာဆက်အားနာပါတယ်အကုန်စီစဉ်ပြီးသားတွေဖြစ်နေတာကြောင့်ပါဒါနဲ့နောက်လာတဲ့ရင်လာဖြစ်မလားဗျာမလာဖြစ်လဲလာဖြစ်အောင်တေချာစီစဉ်ပြီးလာခဲ့မှာပါဘဲဘီကိုလည်းတေချာခေါ်ခဲ့မှာပါအဲ့ကြရင်မောင်ဖုံးရှိန်ဝါကအလုံးနဲ့ပတ်သက်တာတွေတေချာတင်ပေးပါအောင်တော့ဘဲဘီကိုဟင်းဟာမဟုတ်တာရိုးရှင်းကကျွန်တော်တို့ထက်တောင်ဒီနယ်ပယ်မှာကျွမ်းမိသားပုံပါဦးဖုံးရှိန်ဝါစကားကြောင့်ရိုးရှင်းကပါဒါဆိုရင်တော့ကိုဖုံးထင်တာမားနေပြီရိုးရှင်းကအခုထိစီးပွားရေးလောကထဲခြေမချရသေးဘူးပညာရေးဘက်မှာပဲလိုအပ်တာတွေလိုက်ဖြစ်ပြီးဘွဲတွေယူနေတော့ပပကလည်းတယောက်တည်းရှိတဲ့ရိုးရှင်းကိုသူ့လုပ်ငန်းတွေအကုန်ပုံပြီးဥဆောင်စေချင်နေတာလေအားကြောင့်အခုကစပြီးလေးလာတော့မှမို့ပါဘာဖြစ်ဖြစ်ရိုးရှင်းကိုလက်တွဲခေါ်စေချင်ပါတယ်ရပါတယ်ရိုးရှင်းမှ request လုပ်လာတော့လေလိုရာလေးတွေကူပြောပေးပါမယ်ဟောဒီမှာလင်းခန့်လဲရှိသားပဲသူရောရိုးရှင်းကိုကူမာမှုစိတ်ချပါဒီတခါတော့ဦးဖုံးရှိန်ဝါကငြိမ်၍နားထောင်နေသောလင်းခန့်ကိုပါစကားဝိုင်းထဲထည့်လိုက်၏လင်းခန့်ကလည်းခေါင်းငိမ့်၍ဟုတ်ပါတယ်ရိုးရှင်းပြောသလိုတကယ်လိုအပ်တဲ့ခါကျရင်လက်တွဲခေါ်မှာပါဒါမဲ့ရိုးရှင်းကငကိုယ်တည်းကပညာပြည့်ပြီးသားဆိုတော့အများကြီးကူညီစရာမလိုတော့ပါဘူးလင်းခန့်ကရိုးရှင်းကိုကြည့်ကပြောလိုက်လေသည်မှဖရာဆက်ကလင်းခန့်ဘက်လှဲ့ကဒါနဲ့မောင်လင်းခန့်ကရောရေမလိုက်သေးဘူးဆိုဟုတ်ပါတယ်ကျွန်တော်ကိစ္စလေးတချို့ကြောင့်4ရက်5ရက်လောက်နေခဲ့မလို့ပါအော်ဘွားအေးပါကဲဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မယ်ကြဗျာလေရင်ချိန်နီးနေပြီမို့ပါရိုးရှင်းသွားလိုက်ပါအောင်မယ်နော်ဦးဖုံးရှိန်ဝါရီမွန်မွန်ပင်နှုတ်ဆက်စကားဆိုလိုက်၏ဟုတ်ကိုဖုံးအိုးဘေဘီရဲ့ company အောက်ထိလိုက်ပို့လိုက်လေမောင်ဖုံးရှိန်ဝါတို့ကိုဟာမဟုတ်တာနေပါမပို့ပါနဲ့ရိုးရှင်းရပါတယ်ရိုးရှင်းလိုက်ပို့ပါမယ်ပြောဆိုဖြင့်ရိုးရှင်းကမက်တက်ထရက်ကာရှေ့မှဦးဆောင်ထွက်သွားသဖြင့်ဦးဖုံးရှိန်ဝါရောလင်းခန့်ပါနောက်ကလိုက်ခဲ့ကြ၏ကားပါကင်နာထိရိုးရှင်းကလိုက်ပို့ကနှုတ်ဆက်စကားထပ်မံဆို၏ဦးဖုံးရှိန်ဝါနှင့်လင်းခန့်လည်းပြန်နှုတ်ဆက်ရင်းကားပေါ်သို့တက်မီအပြုရိုးရှင်းကရုတ်တရက်ပင်ဒါနဲ့ကိုဖုံးပါရေးမွေးသုံးတာလဲပြောပြလို့ရမလားအော်ရပါတယ်ရိုးရှင်းကစီကထုတ်တဲ့ memoir D'une Odeur de Parfum Classic Masculine Scent ပါဘာဖြစ်လို့လဲရိုးရှင်းဘာမှမဖြစ်ပါဘူးကိုဖုံးဟိုနေ့ညကတညာရဲနဲ့ရိုးရှင်းကြိုက်သွားတာကြောင့်ပါသွားတော့လေဘာအဓိပ္ပာယ်နဲ့ပြောလဲမသိတော်ရိုးရှင်းကိုဦးဖုံးရှိန်ဝါဘာတခွန်းမှမပြောမိပြောစရာလဲဘာစကားမှမတွေ့တော့ကြောင့်ကားပေါ်သို့ပင်တက်ခဲ့တော့ဤသူတက်ပြီးတယ်ဆိုရင်ပဲကားလေးကချက်ချင်းပင်မောင်းထွက်ခဲ့တော့ဤနောက်ကြည့်မှန်မှတဆင့်သူတို့ကားလေးကိုရက်ကြည့်နေသောရိုးရှင်းရဲ့ပုံရိပ်ကဝေး၍ကြံခဲ့တာသည်လေရင်ချိန်နီးလာလေဥဖုံးရှိန်ဝါတယောက်ထိုင်ရမလို့ထမလို့နေရင်ခုန်လေးဖြစ်သည်သူမလေးနှင့်တွေ့ရတော့မည်ဆိုသည့်အတိစိတ်ကြောင့်သူပို၍စိတ်လှုပ်ရှားမိ၏သူ့ပုံကိုကြည့်ကားလင်းခန့်ကတော့2 နာရီကျော်3 နာရီလောက်နေပြီးရင်တွေ့ရတော့မှာပါကွမင်းဟာကလည်းသူဘာမှခွန်းတုံးမပြန်မိထပ်၍ပင်လင်းခန့်ကထားပါတော့မင်းကသူမနဲ့တွေ့ပြီးပဲထားပါဘာလို့ကြမှာလဲဟန်တမင်တကာကြီးဦးကြောင်လှုပ်၍မင်းနေသောလင်းခန့်ကိုသူကြည့်ကားပါဇက်လေးခဏလောက်ပိတ်ပြီးငြိမ်လေးနေပေးလို့မရဘူးလားဘာလို့ငါတို့အကြောင်းပေါ့မင်းကိုပဲအထူးတလဲရှင်းပြနေစရာလိုလားအော်ဟုတ်ကဲ့ညီလေးမသိလို့မေးတာပါအကိုဟုတ်ငြိမ်နေပါမယ်ခဗျာလင်းခန့်ကမတိဟန်ဆောင်၍တမင်ပါဇက်လေးလက်ဖြင့်အုတ်ကာဆိုလေးဟန်ကိုသူ့မျက်စောင်းထိုးကြည့်လိုက်သည်မကြမီလေရင်ထွက်ချိန်နီး၍ခရီးသည်တွေကိုနေရာကိုယူပေးပါရန်စောသောအချိန်တွင်တော့သူ့စိတ်ထဲကျေနပ်မှုအရှိဆုံးနှင့်တာယာမှုအရှိဆုံးသောစကားသံအဖြစ်
မှတ်ခဲ့လေသည်ထို့နောက်လင်းခန့်ကိုနှုတ်ဆက်ကာပင်သူထွက်ခဲ့တော့၏ခဏလေးပါနိုင်ပိုင်းလေးပဲထက်ဆောင်ပေးပါကိုယ့်ရဲ့ပန်းကလေးခဏလေးပဲထက်ဆောင်ပေးပါနော်မင်းလေးနဲ့တွေ့တဲ့အခါကျရင်မင်းကိုဘလောက်လွမ်းပြီးဘလောက်တတိယနေကြောင်းတွေကိုတထောင်တညပုံမြင်တွေအဖြစ်ကိုပြောပြပါမယ်ပန်းကလေးရဲ့ဒီ International Airport သို့ဆိုက်ရောက်တယ်ဆိုရင်ပဲဦးကုန်းရှိန်ဝါ၏ရင်ခုန်တန်ကပို၍တိုးလို့ခုံလာရသည့်ချစ်ရသူကိုတွေ့ရတော့မည်မဟုတ်လားဦးထွန်းစီဖုံးဆက်၍လှမ်းခေါ်နေလျင်ပို၍အချိန်ကြာနေလိမ့်မည်လောလောဆယ်သူကိုအလင်းလိုချင်နေမိသည်ရှေ့ကတွေ့တဲ့ taxi တစည်းနာပဲခတ်တွတ်တွတ်လျှောက်၍ညီလေးခက်ဆက်ကွန်ဒိုစီသွားခြင်းလို့ဟာရတယ်လေအကိုတက်ပါသူ့ travel bag ကို driver ညီလေးကကားနောက်ခန်းထဲသို့တေချာထည့်လိုက်သည်သူကားပေါ်သို့တက်လာပြီဒီချိန်ကားကြက်တာတော့သိပေမဲ့ဖြစ်နိုင်ရင်မြန်လေးမောင်းပေးပါနော်ဟုတ်ကဲ့ပါအကိုကားလေးကရန်ကုန်မြို့ပြ၏ကောင်းကင်အောက်တွင်တရိပ်ရိပ်ပြေးကသူနေထိုင်ရာကွန်ဒိုစီသို့ဦးတည်လျက်ရှိသည်ရွှေကွန်ဒိုရှိရောက်၍ကားကိုထိုးရက်လိုက်တယ်ဆိုရင်ပဲသူအိတ်ကက်အတွင်းမှငွေထုတ်ကာကားခရှင်းလိုက်၏ driver ညီလေးဆွဲထုတ်ပြီးတော့ travel bag ကိုဆွဲကာဦးကုန်းရှိန်ဝါတွက်လက်သောခြေလမ်းများဖြင့်သူအရန်တွေ့ကျင်နေသောသူမရှိရာသို့အခန်းရှိသို့ရောက်တယ်ဆိုရင်ပဲ digital lock ကို password ရိုက်နှိပ်ကာတကားဆွဲဖွင့်လိုက်ပြီးသူမျော်လင့်နေသောသူမမျက်နှာလှလှလေးကိုနွမ်းဖက်စွာတွေ့လိုက်ရ၏ရက်ကတိန်ကရက်တွေကိုပြန်ရေတွက်လိုက်လက်ချိုးရေတွက်လိုက်နှင့်ပြန်လာမယ့်ရက်ကိုရေတွက်ရတာပန်းသွေးအကြိမ်ကြိမ်ခါမမောပန်းနိုင်ပါဥပုံးရှိန်ဝါနဲ့ခဏဝေးတဲ့ပန်းသွေးနေသားမကြမှုအစင်မပြေမှုတွေနဲ့အသားကျအောင်စ조사နေထိုင်ရင်းပဲလွမ်းစိတ်ကိုဖြေဖြောက်ထားရ၏အဲ့လူကြီးကတော့အလွန်အင်မတန်ပဲနေနိုင်လွန်းပါသည်အခါကိုသွားတဲ့နေ့ကနေဒီနေ့ထိပန်းသွေးကိုပြစ်ထားနိုင်ခဲ့ပါ၏အလွန်အင်မတန်မှဖြူဖွေးပြီးလှပသောချွဲပြစ်ပြောတတ်သောထိုင်းမလေးတွေနဲ့တွေ့ပြီးများပန်းသွေးကိုမေ့နေပြီလားထိုအတွေးဝင်လာတိုင်းပန်းသွေးရင်တွေစိုးနှင့်ကခံစားရပါသည်ဆိုဖာပေါ်ထိုင်ကဖွင့်၍လူသုံးနေတော်လဲစိတ်တွေကအခြားစီတို့သာပြန်လွင့်လျက်ရှိသည်မို့အတော်ကြာသည့်အထိ screen ကိုအပေါ်အောက်ရှောက်ဆွဲနေရင်မှအသိစိတ်တို့ကိုပြန်လဲဆူဆီးလိုက်၏ဒီလိုထိုင်နေလို့လည်းမဖြစ်သေးပါဘူးလေတခုခုစားအောင်မှာပါဦးကုန်းရှိန်ဝါသွားသည့်နေ့မှစ၍ပန်းသွေးအစာမမှန်ပဲတော်တော်ပိုက်စာမှသာတခုခုထပ်စားဖြစ်ပါသည်စားတော့လေအစင်ပြေရာပေါင်မုံတစ်လုံးကိတ်မုံတစ်ခုခောက်ဆွဲတစ်ထုပ်စသဖြင့်အစင်ပြေရာတစ်ခုခုတခါတလေကြလဲရေပဲတောက်ကအိပ်ရာထဲခွေလိုက်တော့သည်အိတ်အနေကလည်းနေလာ၏တအားအိတ်ချင်နေကမှအိတ်တက်သည်မို့တော်ယုံကစကားကြည့်ရင်စာဖတ်ရင်းဖြင့်အချိန်ကုန်တာများ၏ဘာတစ်ခုမှမလုပ်နေရင်တောင်အတွေးများသည်မို့တော်ယုံတန်ယုံမအိတ်ဖြစ်ပါထို့ကြောင့်ဘဲလားမသိပန်းသွေးမျက်နှာလှလှလေးအနှဲငယ်ချောင်ကျသွားသလိုပါပဲကိုမျက်နှာလေးကို screen မှတဆင့်ဘယ်ညာရမ်းကြည့်ရင်သပင်တွေကိုတေချာပြန်စည်းနှောင်ပြီးထိတ်တို့ပင်ကလစ်ကြီးဖြင့်မြက်ကစွတ်တင်ထားလိုက်သည်ဝတ်ထားသောရှွတ်ပိုးပွားကြီးကအောက်ကဝတ်ထားသောပေါင်လေလောက်ဘောင်းဘီလေးပေါ်ထိအုတ်ကြလောက်အောင်ရှည်လှသည်အင်ဂျီကိုတေချာဆွဲဆန့်ရင်းထိုင်နေတဲ့ဆိုဖာမှထာကခါလေးကိုဟိုဘက်ဒီဘက်လှဲ့ကချိုးလိုက်၏ထိုစဉ်တကားမကြီးလောက်ပွင့်လာ၍တကားပွင့်လာသည်မို့ပန်းသွေးမှင်တက်သွားမိသည်ထိုတကားလောက်ဖာဆိုရကပန်းသွေးနှင့်ဦးကုန်းရှိန်ဝါနှင့်ဦးသာတည်သည်ပန်းသွေးမျက်လုံးလေးတွေဝိုင်းဆက်လျက်ဒါဆိုရင်မျက်လုံးဝိုင်းလေးတွေဖြင့်သူ့ကိုစိုက်ကြည့်နေသောသူမမျက်နှာလေးနည်းနည်းတောင်ချောင်ကျသွားသလိုပါပဲသပင်လေးတွေကကွေးကောက်ဖြင့်ဟိုတစဒီတစကျနေသည်မှာအသေးရပွဲကောင်းလာသည်မလုံမရှက်ဖြင့်သူ့ကိုအတန်ကြာအံ့ဩမှင်တက်၍စိုက်ကြည့်နေသောသူမလေးကိုသူနှစ်လိုပွဲရာပြုံးပြလိုက်ပြီးလက်နှစ်ဖက်ဘေးသို့ဆန့်ထုတ်ပြလိုက်သည်သူ့နှွေးထွေးသောရင်ခွင်ကသူမလေးတဦးရဲ့အပိုင်မဟုတ်လားမျက်မှန်ကြီးအောက်ကမျက်ဝန်းတွေကအရင်လိုပဲနှွေးထွေးလာသည်ရှပ်ဖြူလက်ရှည်ကိုတထောင်ထိခောက်တင်ထားကနက်တီကပြေလျှော့လျော့ဖြစ်နေ၏အပေါ်ထက်ခေါ်ကို travel bag ကပေါ်တင်ကပန်းသွေးကိုစိုက်ကြည့်နေတဲ့သူ့ပုံရိပ်ကအင်မတန်မှကြည့်ကောင်းလာပါသည်ထို့နောက်ပန်းသွေးကိုနှုတ်ခမ်းလေးတွေတွင်ပြုံးပြရင်းလက်နှစ်ဖက်ဘေးဆန့်ထုတ်ပြကရက်နေသောသူ့နားကိုပန်းသွေးတဟုန်ထိုးပြေးသွားကအရန်လိုအပ်နေသောသူ့ရင်ခွင်နွေးကိုဖက်ပစ်လိုက်၏ထိုခဏတာကအရာအလုံးပြေဆုံးသွားသလိုပါပဲဦးကုန်းရှိန်ဝါကိုလုံးကြီးရိုင်သွားလောက်အောင်ပင်အရှိန်ဖြင့်သူမလေးကဝင်လာသည်မို့သူနှင့်ရှင်လျင်သေးသွယ်လှသောသူမကိုလုံးလေးကိုသူ့အားတန်လှသောလက်နှစ်ဖက်ကြီးဖြင့်
တိုင်းဖက်ဖြစ်သည်ရုတ်တရက်ခွန်အားတွေပြည့်သွားသလိုပါပဲသူတအားလွမ်းနေခဲ့ရသောသူမလေးကိုမလွတ်တမ်းဖက်ရင်ပန်းကလေးကိုမင်းကိုတအားလွမ်းနေခဲ့တာသိလားသူမဆန်စလေးတွေကိုရှိုင်နှန်းရင်းဆိုလိုက်ဤသူမကိုယ်လုံးလေးကိုတော့မလွတ်မိသေးအတန်ကြာဖတ်ထားနေမိရင်သူ့ရင်ခွင်ကဆိုဆွလာသည်မို့ရုတ်တရက်လန့်သွားကသူမလေးကိုကြည့်မိတော့မျက်ရည်စတွေနှင့်တွေးလိုက်သည်မို့ပြူပြသွားရသည်ဟောဗျာဘာဖြစ်တာလဲပန်းကလေးရဲ့ဘာဖြစ်လို့ငိုတာလဲလို့ကိုမားလုံးမိလို့လားဟင်သူကအဲ့လိုမေးလေပန်းသွေးကပိုဝမ်းနေကပိုငိုခြင်းလေမှုပန်းသွေးလွမ်းနေခဲ့ရတော့သူ့ကိုယ်ကြီးကိုပြန်မိကရှိုက်ကြီးတငင်ပဲငိုချလိုက်တော့သည်ဦးဖုံးရှိန်ဝါ travel burger ကိုအထဲသို့တေချာဆွဲသွင်းကတကားကိုဝါတေချာပြန်ချရင်းဆွဲပိတ်လိုက်၏ထို့နောက်သူ့ကိုမှီ၍တအားငိုနေသောသူမလေးကိုတင်ပါဝိုင်းဝိုင်းလေးမှဆွဲမကပွေ့ချီလိုက်ရင်းဆိုဖာစီသို့တွားထိုင်ချလိုက်သည်သူမကိုယ်လုံးလေးကိုသူထိုင်ရက်ပဲပွေ့ချီထားသည်မို့သူမလေးကသူ့ပေါင်တွေပေါ်မျက်နှာချင်းဆိုင်အနေထားဖြင့်ခွာထိုင်ကသူ့ပခုံးတွေကိုတိုင်းဖက်ရင်းငိုနေတုံးပင်တနာစပွဲငိုနေသောသူမလေးကိုဦးဖုံးရှိန်ဝါကျင်နာစွာပင်ကြောပြင်လေးကိုအထက်အောက်အသားရပုတ်ပေးနေမိသည်အတန်ကြာသည်အထိအားရအောင်တသိမ့်သိမ့်တုံအောင်ကိုရှိုက်ပြီးတိတ်သွားလေတော့ဤသူ့ကိုဆွဲဖက်ထားသည်မှာတော့မလွတ်သေးခန္ဓာကိုယ်နှစ်ခုပူ၍အနှွေးဓာတ်တို့သည်မှာတော့ကူးလျက်ပန်းကလေးကိုလှုပ်ဦးလေးနော်ဆွဲမဖွယ်ကောင်းသောအတန်ဖြင့်ဆိုလာတော့သူပန်းသွေးမျက်ရည်စတွေတုပ်ရင်းလှုပ်ကာသူ့မျက်နှာနုနုကိုကြည့်လိုက်သည်ယောက်ျားလေးဖြစ်တာတောင်ဘာဖူးပိန်းမှရှိမနေပဲကြည်တောက်နေသောအသားရည်နှင့်သူ4000ဆန်ဆန်မျက်မှန်တွေအောက်ကနေညှို့တဲ့အပြည့်ဖြင့်ပန်းသွေးကိုစိုက်ကြည့်ကာနှုတ်ခမ်းတွေပိတ်ထားလျက်ပင်ပြုံးနေတဲ့သူ့ကိုကြည့်ကာရှက်စိတ်ဖြင့်ပန်းသွေးမျက်လွှာချမိသည့်ဤဖုံးရှိန်ဝါဤကိုလုံးပေါ်တွင်ပေါင်တွေပေါ်ထက်၍ခွာထိုင်နေသည်မို့ပန်းသွေးကအပေါ်စီးမှဖြစ်ကာသူ့ကိုငုံကြည့်နေရ၏ဦးဖုံးရှိန်ဝါသူမခါလေးကိုဖက်ရင်းငိုထား၍မျက်ခုံမှုမျက်လုံးရေးရေးလေးတွေဖြင့်သူ့ကိုခဏပဲစိုက်ကြည့်ကာမျက်လွှာချသွားသောသူမလေးကိုအသေးရလှပါသည်သူမရင်ခွင်မွနာထီသူမျက်နာကိုကက်ကသူမောက်ကိုတင်းနံလေးကိုသူရှိုက်လိုက်ပြန်သည်ထိုရနံတင်းတင်းလေးကိုပဲသူမိမ့်မှုနေရတာမဟုတ်လားသူမရင်ခွင်နာကက်ကမျက်နာလှလှလေးကိုသူမောကြည့်မိပြန်သည်မျက်လွှာချလျက်ပင်နှက်ခမ်းလေးတွေကစုချုံ၍ထွေးအိလျက်ထုံးစံအတိုင်းစိုးစေးကင်းမဲ့နေတာတောင်နီမြန်းလျက်တင်းစေးပိတ်ထားသည်မှာချစ်စပွဲကောင်းနေတော့သည်ပန်းကလေးကိုကြည့်ပါဦးတုတ်မှမလှုပ်ပန်းကလေးကိုကြည့်ဦးလို့သူလက်တွေကိုသူမခါလေးဘက်ထားလျက်ပင်လှုပ်ရင်းဆိုတော့သူမလေးကမဝင့်မရဲပြန်ကြည့်လာ၏အဟွန်းထက်မှန်၍ပင်သူသဘောကျစွာနှက်ခမ်းထောင်လေးတွေတွန့်ရင်းပြုံးလိုက်ရင်းကိုလွမ်းနေခဲ့တာလားဟင်လွမ်းနေခဲ့တာလားလို့မတုံမလုံးနဲ့မို့စကားတခွန်းနှစ်ခါမေးယူရနေရသည်ကိုကတော့လွမ်းနေခဲ့ရတာအရန်ပဲပန်းကလေးတီလားပန်းသွေးကိုစောက်ရတဲ့ကသူဘယ်တော့မှပန်းကလေးလို့မခေါ်ပါပန်းသွေးဟူ၍တောင်ခေါ်တာတစ်ခါလားနှစ်ခါလားပင်အခုမှပန်းကလေးတယ်လားတအားလွမ်းနေခဲ့ရတာလို့ပြောနေတာတီလားလို့ကိုရောလွမ်းနေခဲ့ရဲ့လားကိုမေးနေတာဖြေပါဦးပန်းသွေးရင်ဗန်နာထိကက်ချွဲကမေးနေတဲ့သူဟန်ကြောင့်ပန်းသွေးငကိုတဲကညှိတွယ်ခဲ့ရသူမို့ယခုချစ်စပွဲဟန်ကိုပိုညှိတွယ်မိကနှလုံးသားထဲကချစ်စိတ်တွေကတဖွာဖွာထွက်ပေါ်လျက်ရှိသည်ပန်းသွေးကောင်းငိမ့်ပြလိုက်သည့်စက္ကန့်နဲ့ပင်ပူနွေးနေသောသူ့နှုတ်ခမ်းတွေကပန်းသွေးနှုတ်ခမ်းတွေကိုလာထိကနှုတ်ခမ်းချင်းထက်လျက်စေးပိတ်ထားကဆူဆူပုတ်ပုတ်ဟန်လေးမို့စုချွန်နေသောနှုတ်ခမ်းထွေးထွေးလေးကိုသူ့နှုတ်ခမ်းတွေနှင့်ဖိကက်ကနန်းရင်နှက်ခမ်းတလွာချင်းကိုစုပ်ယူနမ်းလိုက်သည်အောက်နှုတ်ခမ်းသားလွာလေးကိုသူတအားစုပ်ယူနမ်းရင်ပြန်လွှတ်လိုက်ပြီးသူမမျက်နှာလှလှလေးကိုပြန်စိုက်ကြည့်လိုက်သည်ရှက်ယုံမှုကြောင့်ရဲတက်နေသောမျက်နှာလေးနှင့်သူမကယခုထက်ထိပင်သူ့ကိုမကြည့်စတွေ့တဲကနေဒီလောက်ခဏနန်းနေတာကိုခုထိလည်းမနန်းတတ်သေးဘူးရောနှစ်ကိုကြားလေတံတိုးဆိုသည်မို့ပန်းသွေးမျက်ခွန်လေးတွေပင်ကမဝင့်မရဲပြန်ကြည့်လိုက်သည်တခါမှချစ်သူရီစားမထားဘူးမှန်းလဲတအားတိတာတခါမှမနှမ်းဘူးမှန်းလဲတအားတိတာတာနော်စတွေ့တဲကလည်းမနှမ်းတတ်ဘူးအခုထိလည်းမနှမ်းတတ်သေးဘူးအဆိုဦးဖုံးရှိန်ဝါတအားနှမ်းတတ်တာကရီစားတွေအများကြီးချစ်သူတွေအများကြီးထားခဲ့လို့ပေါ့နော်သူမရဲ့စူးအောင်မေးဟန်လေးကြောင့်ဦးဖုံးရှိန်ဝါဆိုဖာနောက်မီပေါ်ခေါင်းလန်ချမိလိုက်ရင်သွားပြီးမေးခွန်းတက်ပါပြီ
မျက်နှာလေးကိုရှုံ့မဲ့ပြောနေသောဦးဖုံးရှိန်ဝါကိုကြည်ရင်ပန်းသွေးကပန်းသွေးပြောသလိုချစ်သူကြီးစားတွေအများကြီးထားခဲ့လို့နန်းတက်တာလားဟင်ဘယ်ကသာအမှန်တိုင်းပြောတာကို့မှာပန်းကလေးတစ်ယောက်ပဲရှိတယ်တကယ်ပြောတာဒီတခါတော့ပန်းသွေးကျေနပ်စွာမျက်နှာလေးပြုံးသွားရသည်ထိုစကားကမူသားဆိုရင်တောင်မှပဲပန်းသွေးကျေနပ်ပါသည်ဘာလို့ကိုစာတစ်ကြောင်းမှမပို့မဆက်သွယ်ပဲနေနိုင်ရတာလဲဟင်အဲ့ဆိုဦးဖုံးရှိန်ဝါကရောဘာလို့ပန်းသွေးကိုအဆက်အသွယ်မလုပ်ဘဲထားလဲကိုကဘာလို့လဲဆိုတော့မင်းနေသားကြနေကမှကိုကြောင့်အနှောက်အယှက်ဖြစ်သွားမှာမို့အနေခတ်သွားမှာစိုးရိမ်လို့ပေါ့ပန်းသွေးလဲအဲ့လိုပဲပေါ့ဦးဖုံးရှိန်ဝါပြီးတော့ပန်းသွေးကဆက်သွယ်ခြင်းနဲ့ဆိုရင်တောင်မှပဲအလိုက်သိရမယ်လေဦးဖုံးရှိန်ဝါကအလုပ်ကိစ္စသွားတာလူကြီးတွေနဲ့ဆွေးနွေးနေတော့ပန်းသွေးရဲ့စာလေးတစ်ကြောင်းကြောင့်စိတ်ရှုပ်မှာစိုးလို့ပေါ့လေးလေးနက်နက်ဖြင့်သူမပြောဟန်လေးကိုသူပီတိစိတ်တွေဖြင့်စိုက်ကြည့်ပြီးပန်းကလေးသတိထားမိလားဘာကိုလဲဟင်ဘာကိုရမှာလဲကိုနဲ့ပန်းကလေးရဲ့စိတ်ထက်တူကြနေတာကိုပေါ့ဦးဖုံးရှိန်ဝါစကားကြောင့်ရင်ခုန်တန်မြန်ကရှက်စိတ်ပိုရသည်ကပန်းသွေးအတွက်အလုပ်တစ်ခုလိုပါပဲရှက်သွေးပြန်နှွမ်းလာတဲ့မျက်နှာလေးကိုကြည့်ကပိုကရိုကျနေသောဆန်ရွယ်စလေးကိုသူလက်ဖြင့်တက်တင်ပေးလိုက်ရင်နောက်လဲအခုလိုပဲစိတ်ချင်းနှလုံးသားချင်းထက်တူကြနိုင်အောင်ကိုတို့စူးစမ်းနေသွားကြမယ်နော်ပန်းကလေးပန်းသွေးကျေနပ်စွာခေါင်းငိမ့်ပြလိုက်၏နေ့လယ်စာကိုသူမလေးဖို့ဦးဖုံးရှိန်ဝါကိုယ်တိုင်ပင်ပြင်ဆင်ပေးနေ၏တနာစရာတိတိတတ်သားခြောင်ကျသွားသောမျက်နှာလေးကိုကြည့်ရင်းသူအပြစ်မကင်းသလိုခံစားမိသည်သူသာထားမသွားပဲပကက်ကိုခေါ်သွားခဲ့ရင်သူသာအရင်ဆက်သွယ်ခဲ့ရင်သူမအခုလောက်ခံစားနေရမှာမဟုတ်ဒါတောင်တစ်ဆက်ရက်ကြော်လေးမှုတော်သည်ရက်တာနည်းနည်းကြာသွားရင်တော့သူမနေမကောင်းဖြစ်နေလိမ့်မည်သူ့အတွေးနဲ့သူတွေးရင်းတက်ပြင်းချမိသည်အငွေ့တထောင်းထောင်းထနေသောထမင်းကြော်ပကံကိုသူမလေးရှေ့ချကကိုသေးချာလက်စွမ်းပြထားတာပန်းကလေးစားကြည့်ပန်းသွေးတစွန်းယူစားလိုက်သည်တကယ်ကိုအရသာကောင်းလာပါသည်ဗိုက်စာနှင့်ပန်းသွေးမြန်ပင်စားလိုက်၏ဦးဖုံးရှိန်ဝါကကျေနပ်စွာဖြင့်လက်တစ်ဖက်ကိုခေါင်းတို့တစောင်းနေထားဖြင့်ထောက်ထားရင်းထိုင်ကြည့်နေမိသည်တေချာပါတယ်သူမလေးကိုသူအဆုံးရှုံးမခံနိုင်ဘူးဆိုတာသူမလေးနဲ့တွေ့လျင်သူပင်ပန်းတာတွေပျောက်ကုန်၏စိတ်ရှုပ်တာတွေလည်းမရှိအစင်မပြေတာတွေလည်းရက်တန့်ကအရာရာအားလုံးကသူမလေးဖို့ပါပဲသူမလေးအစင်ပြေဖို့ကလားအဓိကပါပဲသူပန်းကလေးကိုသူတေချာဂယုစိုက်ပြုစုရမည်နေ့လယ်စာတဝကြီးကိုစားပြီးသူမလေးကျေနပ်အောင်တဖွင့်ကချမ်းတစ်ခုကနေစကားကောင်းတကားကိုတူတူကြည့်ကြသည်သူလဲဘာမှရှိနေစဉ်ရဲ့အတွင်းတေချာမနာခဲ့ရသည်မို့ယခုလိုသူမလေးနှင့်နေကစိတ်အပန်းဖြေရမည်မဟုတ်လားပန်းသွေးကိုလုံးလေးကိုသူ့ပေါင်ပေါ်တင်ကထိုင်စေပြီးသူ့ရင်ခွင်နွေးနွေးကိုခေါင်းမိစေခြင်းဖြင့်ပန်းသွေးကိုကျေနပ်စေ၏ဦးဖုံးရှိန်ဝါ၏ရင်ခုန်တန်တိုးကိုနားထောင်ကတကြည့်ရင်မျက်လုံးတွေမေးစင်းလာသည်မို့စိတ်ချလက်ချပင်ပန်းသွေးအိပ်ပျော်သွားတော့သည်တဖက်ပိတ်လိုက်ပြီးအသက်ရှူတမ်းမှန်မှန်ဖြင့်အိပ်ပျော်နေသောသူမကိုယ်လုံးလေးကိုသူအသာအရာမကားသူ့အခန်းစီသို့ဝင်လိုက်သည်မွေးရပေါ်အသာချရင်းခြေထောက်လေးတွေကိုတေချာဆန့်ကာတက်တောင့်တက်တာဖြစ်စေရန်ပြင်ပေးလိုက်၏ပြီးလျှင်အကြာကြီးသူလွမ်းနေခဲ့ရသောသူမမျက်နှာလှလှလေးကိုစိုက်ကြည့်ရင်းနဘူးလေးအားငုံနှမ်းလိုက်၏စိတ်ချပန်းကလေးကို့အရိပ်မှာမင်းနှွေးစေရပါမယ်နော်သူမဘေးမှာသူလဲချကပ်အိပ်ရင်သူမခါလေးကိုဖတ်ထားလိုက်သည်အသက်ရှူတမ်းမှန်မှန်အိတ်နေသောသူမကိုအကြာကြီးစိုက်ကြည့်ရင်ပင်ပန်းလာသောသူလဲတဖြည်းဖြည်းမျက်လုံးတွေမှိတ်လာကအိပ်ပျော်သွားတော့သည်စိတ်ချလက်ချအိပ်ပျော်သွားသည်မှာညမောင်ကာနီးအချိန်ရောက်မှပန်းသွေးနိုးလာတော့ဤယခုလိုကောင်းကောင်းမအိပ်ရသည်မှာရက်အတော်ကြာနေလားမသိနေကင်းထဲကအိပ်သွားသည်မှာတစ်ချက်မှမနိုးရုပ်စွာအစုံအခုလိုအခန်းထဲဦးဖုံးရှိန်ဝါပွေချီရွှေ့လာသည်ကိုပင်ပန်းသွေးတကယ်မသိပါနှွေးထွေးသောလက်မောင်းတစ်ဖက်ကပန်းသွေးကိုတိုင်းဖက်ကအိပ်ပျော်နေသောဦးဖုံးရှိန်ဝါကြောင့်ပန်းသွေးငြိမ်ငြိမ်လေးပဲနေလိုက်၏ပန်းသွေးကိုသာသူကဂယုစိုက်ပေးတာသူကြတော့လေဘလောက်တောင်ပင်ပန်းလာလဲမသိအိပ်ပျော်နေသည်မှာနှစ်ချိုက်ပင်ပင်ပန်းရှာမှာပေါ့အလုပ်ကိစ္စနှင့်သွားသည်ဖြစ်၍ပန်းသွေးပင်ပန်းတာထက်ပိုပင်ပန်းလိမ့်မည်ဒါတောင်သူကတိတီစွာအရောက်ပြန်လာခဲ့တာကိုပဲပန်းသွေးကျေနပ်နေမိ၏လေတိုးရင်တောင်နိုးတက်သူမို့ဒီတခါတော့ပန်းသွေးအသက်တောင်ပြင်းပြင်းမရှူပါသူခဏတာနာ၍အိပ်ပျော်တုံးလေးအိပ်စေခြင်းပါသည်အချိန်အနည်းငယ်ကြာပြီးဦးဖုံးရှိန်ဝါတလွန်းလွန်းနိုးလာလေသည်နိုးချင်းပင်ပန်းသွေးကိုခေါင်းထောင်ကြည့်ကဟော
ပန်းကလေးနိုးနေတာကြာပြီလားဘာလို့ကိုမနှိုးတာလဲပန်းကလေးရဲ့ကြာသေးပါဘူးခုနကလေးတင်နိုးတာပါဟိုဦးဖုံးရှိန်ဝါနိုးမှာဆိုလို့ငြိမ်ငြိမ်လေးနေနေတာပါဘာဖြစ်လဲကိုနိုးလဲပန်းကလေးအစင်မပြေရင်နှိုးလိုက်တာမဟုတ်ဘူးနောက်ဆိုပန်းကလေးအစင်မပြေတာချက်ချင်းပြောနော်တိလားဟုတ်ကဲ့ပါဦးဖုံးရှိန်ဝါမျက်ဝန်းလေးတွေကဝင်းတောက်တောက်မျက်တောင်လေးပုတ်ခတ်လို့ရင်းချစ်စပွဲမျက်နှာလေးဖြင့်ဆိုနေရှာသောသူမလေးကိုသူကြည်နူးမှုအပြည့်ဖြင့်စိုက်ကြည့်နေမိသည်ကြည့်ပါဦးမျက်နှာလေးတအားချောင်ကျသွားလိုက်တာပန်းသွေးပါနုနုကိုလက်မဖြစ်ပွင့်ရင်းပြောလာတဲ့ဦးဖုံးရှိန်ဝါကြောင့်ပန်းသွေးရှက်သွေးဖြန်းကအနေခက်လာသည်မို့အကြည့်လွဲကချောင်းဟန်းလိုက်သည်ဟန်းဒါကိုသိတော့ဦးဖုံးရှိန်ဝါကတမင်ပင်ဟောချောင်းဆိုးနေတာလားကိုဆေးသွားယူပေးရမလားမဆိုးပါဘူးလဲချောင်းရလို့ဟိုပန်းသွေးရီချိုးကျင်လို့လေထားတော့မဲလေနော်တလက်တစ်ဖက်ကသူမကိုတိုင်းဖက်ထားသည်မို့မလွတ်သေးသည်မို့သူမကတတိပေးဆိုလာ၏သူလက်ကိုဖယ်ကအမောင်ချိုးပန်းသွေးမွေရမှအလျင်အမြန်ထကားပြေးတော့ဦးဖုံးရှိန်ဝါကလက်ကောက်ဝတ်ကိုလှမ်းဆွဲဖမ်းကရေချိုးမလို့ဆိုဘယ်သွားမလို့လဲအဲ့ဒါပန်းသွေးအခန်းကိုသွားချိုးမလို့လေဘာဖြစ်လို့လဲသွားမနေနဲ့ကိုခန်းမှာချိုးသွားမြန်အေးပတ်မယ်ပန်းသွေးလဲစရာအဝတ်မပါဘူးဦးဖုံးရှိန်ဝါရပါတယ်ပန်းသွေးခန်းထဲပဲသွားချိုးလိုက်ပါမယ်ပြောစကားနားမထောင်ဘူးဟုတ်လားလာခဲ့ပန်းသွေးထင်မှတ်မထားခင်မှာပင်ဦးဖုံးရှိန်ဝါကကတင်မထလာကပန်းသွေးကိုကောက်မချီလိုက်ပြီးရေချိုးခန်းစီသို့ရေချိုးခန်းတကားကိုခြေတစ်ဖက်ဖြင့်ကန်ပိတ်ရင်းသူမကိုယ်လုံးလေးကိုရေပန်းအောက်ချကာသူပါအတူရဲ့ရင်းရေဖွင့်ချလိုက်၏နှစ်ဦးလုံးရေတွေရွဲဆိုကုန်တော့သည်အတူကဲ့ရဲ့နေသဖြင့်မြင်မာလာသောဦးဖုံးရှိန်ဝါ၏အရက်ကပန်းသွေးကိုအုံမိုးထားတကဲ့သို့ရှိသည့်ရွှက်အဖြူကိုဝတ်ထားသောကြောင့်ရေဆို၍အသားနှင့်အင်ကြီးကက်ကအတွင်းကကြက်သားအဖုအထစ်နှင့်တောင့်တင်းသောကိုယ်တွေကပေါ်လာ၏ဦးဖုံးရှိန်ဝါ၏ရင်ဘတ်နှင့်ပန်းသွေးမျက်နှာနီးကပ်နေသဖြင့်ပန်းသွေးမဝံမရဲပင်မောကြည့်လိုက်သည်မြို့တဲ့အပြည့်ပျော်ဝင်နေသောမျက်ဝန်းတွေဖြင့်စိုက်ကြည့်နေသောဦးဖုံးရှိန်ဝါ၏အကြည့်တို့ကြောင့်ပန်းသွေးကိုလေးရေတွေရွှဲဆိုနေတဲ့ကြားထဲကပင်ရှိန်တိန်ဖိန်တိန်ဖြစ်ကုန်တော့သည်ဦးဖုံးရှိန်ဝါ၏ခေါင်းပေါ်မှစီးကျနေသောရေတို့သည်ဦးဖုံးရှိန်ဝါ၏မျက်နှာပေါ်မှတဆင့်မောကြည့်နေသောပန်းသွေးမျက်နှာပေါ်သို့စီးကျလျက်ရှိ၏မျက်ဝန်းဝိုင်းဝိုင်းလေးတွေဖြင့်သူ့ကိုမောကြည့်ရင်းတဆက်ဆက်တုံရီနေသောနှုတ်ခမ်းဖူးဖူးလေးကြောင့်သူ့အသီးစိတ်တွေလွတ်ထွက်ကုန်တော့သည်လက်နှစ်ဖက်ဖြင့်သူမခေါင်းလေးကိုထိန်းကင်ကာသူ့နှုတ်ခမ်းတွေကိုသူမနှုတ်ခမ်းလေးပေါ်သို့တက်ဆင်းစေ၏မျက်ဝန်းလေးတွေမှိတ်ကြကာသူ့အလိုအတိုင်းငြိမ်နေရှာသောသူမလေးကသူ့အင်ဂျီစာတွေကိုတင်းဆုပ်ကင်ထားသည်ခဏအတွင်းမှာပဲသူ့အနမ်းတွေကတဖြည်းဖြည်းရိုင်းဆန်လာကသူမနှုတ်ခမ်းတွေကိုအားကုန်ဆုပ်ယူမိသည်ထိုမှတဆင့်လေတိုင်းကြော်လေးစီသို့ရောက်ကအတင်းဆုပ်ယူရင်းသူ့လက်တွေအလျင်အမြန်လှုပ်ရှားရင်းသူမကိုယ်ပေါ်ကအဝတ်အစားတွေကိုတဆပြီးတဆဆွဲချွတ်ရင်းသူ့အင်ဂျီကိုလည်းကျဲသီးတွေဖြုတ်ကာချွတ်လိုက်၏ခပတ်ကိုဆွဲဖြုတ်ပြီးသူ့ပေါင်းပီရှည်ကိုချွတ်ချချိန်မှာတော့သူမလေးကမဝတ်မရဲအကြီးတို့ဖြင့်သူမကိုယ်လေးကိုရေချိုးခန်းနံရံဘက်သို့သူဆွဲလှည့်လိုက်၏ချောမွေပြောင်လက်ကနူးညံ့သောသူမကြောပြင်ကသူ့အတွက်ထိတွေ့စရာတစ်ခုအဖြစ်ပေါ်လာ၏ရေဆိုနေသောသပင်ရှည်တွေကိုသူတက်ဖယ်ရင်းဂုတ်သားနုနုလေးကိုခပ်ဖွက်ဖွက်နှမ်းလိုက်တော့သည်လက်တစ်ဖက်ဖြင့်သူမမျက်နှာလေးကိုတစောင်းပြန်လှည့်ကအနမ်းကျန်းကျန်းတို့ထပ်မံချွေချမိပြန်၏သူမလေးအနောက်ကနေသူတေချာနေရာယူရင်းသူမပိုက်ချက်လေးကိုသူ့လက်ဖြင့်ဖိထိန်ကရှေ့သို့ဖိတိုးချလိုက်၏ဟာရေကြတန်များကြားထဲကပင်ညင်းညူတန်လေးကပိတစွာထွက်ပေါ်လာ၏တစ်ချက်ထက်တစ်ချက်ပို၍အရှိန်တင်ကသူလှုပ်ရှားမိသည်နံရံကိုကပ်ရင်းအားပြုနေရှာသောသူမလက်လေးတွေကိုသူ့လက်တွေဖြင့်ဖိဆုပ်ကင်ကစီးကျဲကြလှုပ်ရှားရင်းအချိန်တွေဘလောက်ကြာသွားလဲသူတို့နှစ်ဦးလုံးမသိသူမကိုလေးပြော့ခွေကဒူးတွေညှို့ကျသွားသည်မို့ဦးဖုံးရှိန်ဝါလှမ်းဆွဲဖမ်းထိန်လိုက်ရင်းကိုဘက်လှဲ့ပြီးကိုဖတ်ထားနော်ခုတိုးကပ်ပြောပြီးသူ့ပခုံးတွေပေါ်သို့သူမလက်လေးနှစ်ဖက်တင်ပေးလိုက်ပြီးသူမကိုယ်လုံးလေးကိုဆွဲမြောက်ပွေချီလာရင်ထပ်မံ၍ပန်းသွေးသူ့ပခုံးတွေကိုတိုင်းဖက်ကတိုးဝင်လာသောအရာကိုခံစားနေမိသည့်တစ်ချက်ပြီးတစ်ချက်ကပန်းသွေးကိုခံစားမှုပေး၍ထိန်းချုပ်မှုကင်းမဲ့ကဦးဖုံးရှိန်ဝါ၏ပခုံးသားတွေကိုဖိကိုက်လိုက်၏အာဟာ
စိတ်ကျေနပ်မှုအပြည့်ပျော်ဝင်နေသောသူ့အတန်ကိုမျက်လုံးတွေမှိတ်ထားလျက်နှင့်ပန်းသွေးကြားနေမိသည်ရေတွေကတော့တပြောပြောနှင့်စီးကျနေစေပင်ဟဲဒရီဖြင့်သူမဆန်ပင်ခွေခွေလေးကိုသူတေချာမှုတ်ပေးကဂယုဆိုင်နေမိသည်သူမကတော့မလုံမရှက်ဖြင့်ဆောင်းပါးတစ်ထည်ကိုဆွဲချုံ၍မှန်ထဲ၌ပေါ်နေသောသူ့ရုပ်တွင်ကိုဘဲလိုက်ကြည့်နေ၏သူမဆပင်တွေအကုန်တေချာခြောက်တွေ့သွားကမှသူတွေးရုပ်ကိုပိတ်ကာခုံပေါ်သို့တင်လိုက်၏ဘီးဖြင့်တေချာပုံကြအောင်ဖီးပြီးမှန်ထဲကနေသူ့ကိုကြည့်နေသောသူမလေးကိုမျက်စိတစ်ဖက်မိတ်ပြပြီးရပြီနော်ချမ်းနေသေးလားကိုကော်ဖီသွားဖြော်ပေးရမလားဟင်ပန်းသွေးခေါင်းရမ်းပြလိုက်သည်ဦးကုန်းရှိန်ဝါကပန်းသွေးနံပေးကိုမူဆိုးဒူးထောက်ထိုင်ချရင်သူမလက်မောင်းလေးကိုမိ၍ချွဲကားဘာဖြစ်လို့ခုထိစကားမပြောတာလဲဟင်ကိုစိတ်ဆိုးသွားလို့လားပန်းကလေးစိတ်ဆိုးပါတယ်ပြောလိုက်ရင်ရောသူကဘလို့လုပ်ပေးမှမှုများမေးနေပါလိမ့်မဆိုးဘူးလို့ဖြေရအောင်ကလည်းခက်ဘာမှမပြောတဲ့ပန်းသွေးကိုသူထပ်မောကြည့်ကာစိတ်ဆိုးနေတယ်ဆိုရင်လည်းတောင်းပန်ပါတယ်လို့ဟုတ်ပါတယ်ကိုလွန်သွားပါတယ်နောက်ဆိုဖြည်းဖြည်းလေးပဲလှုပ်တော့မယ်လို့နော်အခုတခါလို့မဖြစ်စေရဘူးလို့နော်ပန်းကလေးကြည့်စကားပြောတာကိုကနားရှက်စရာကြီးတွေပန်းသွေးနားကျင်ပြီးဦးဖုံးရှိန်ဝါ Okay. ရေချိုးခန်းထဲမှာကလေးကဒူးမခိုင်ကလမ်းမလျှောက်နိုင်၍ဦးဖုံးရှိန်ဝါပဲပွေယူခဲ့ရသည်အင်ကြီးတွေလည်းရေတွေတုပ်ပေးရတော့လဲဦးဖုံးရှိန်ဝါပါပဲယခုလဲအိယာစီရောက်အောင်ပွေချီပို့ဆောင်ပေးရအောင်မီဆောင်တွေနဲ့လုံးထွေးကပန်းသွေးကိုလုံးလေးကိုမချီယူဆောင်ကမွေးရထက်သို့ညင်သာစွာတင်လိုက်သည်ဘာမှမစားပဲအိတ်တော့မလို့လားဘိုက်စာမှပဲထစားတော့မယ်အခုတော့မစားကျင်တော့ဘူးအုံးပါဟုတ်ပါပြီပြောဆိုဖြင့်ကတင်အောက်သို့ထိုင်ချကပန်းသွေးဘဲခြေထောက်လေးကိုဆွဲယူလိုက်ရင်ဘဲချိန်ထဲကအင်ကြီးအိတ်ကက်ထဲထည့်ထားမှန်မသိသောဖို့ချိန်လေးကိုခြေချင်းဝစ်လေးမှာတေချာဝစ်ဆင်ပေးလိုက်သည်ပန်းကလေးနဲ့တကယ်လိုက်တယ်ကိုရွေးလာခဲ့တုန်းကဒီလောက်မှန်းမသိဘူးပန်းကလေးဝစ်လိုက်မှဖို့ချိန်ရဲ့အလှကပိုပေါ်သွားတာမျိုးအမြဲတမ်းဝစ်ထားရမယ်နော်ပန်းသွေးကိုခြေထောက်ကိုအသာငုံကြည့်မိသည်ဟုတ်ပတကယ်လှလိုက်တာသူကိုယ်တိုင်ရွေးလာခဲ့တာတဲ့ရွေးတက်လိုက်တာများပန်းသွေးတောင်သူ့လောက်ရွေးတက်မယ်မထင်ပါပန်းသွေးအတွက်ဝယ်လာခဲ့တာဟုတ်လားဟုတ်တယ်ဘကနိုက်မားကတ်ကနေကိုယ်တိုင်တေချာရွေးလာခဲ့ရတာသူကပန်းသွေးခြေထောက်လေးကိုကျေနပ်စွာကြည့်ရင်ကိုစီကထွက်မသွားနိုင်အောင်ကြိုပြီးချီနှောင်ထားတာဒါလေးဝစ်ထားတဲ့၍ကိုစီကနေထွက်မသွားနိုင်ဘူးလို့ယုံကြည်တယ်ပန်းသွေးသူ့မမြင်အောင်ခိုးပြုံးလိုက်သည်ထွက်မသွားပါဘူးရှင်ရဲ့တစ်ချိန်ကြရင်ရှင်သာပန်းသွေးကိုအဝေးစီတွန်းထုံမပစ်ပါနဲ့ဦးကုန်းရှိန်ဝါချီစရာမလိုပဲပန်းသွေးကအလိုကိုရစ်တွယ်ပြီးသားပါခြေချင်းဝစ်လေးကိုလက်ဖြင့်တာတို့ထီရင်ရင်ထဲကစကားတွေပြောနေမိသည်အနားယူမှာဆိုရင်တော့ညဘိုက်စာလို့ရှိရင်အစင်သင့်စားလို့ရအောင်ကိုတခုခုစီစဉ်ထားပေးမယ်ဟုတ်ညမထနိုင်ရင်လဲကိုနှိုးတော်ကိုပွေ့ချီပေးမယ်တိလားပန်းသွေးရှက်ရွံစွာခေါင်းလေးငုံထားမိသည်သူကပန်းသွေးကိုပေါ်ဆောင်တေချာချုံပေးပြီးအခန်းတကားပိတ်ကာထွက်သွားတော့သည်တကယ်ပါအမြဲဒီလိုလေးပဲသူ့အနာကလေးလေးလိုနေခြင်းမိပါသည်ကံကြမ္မာရဲ့သူ့အနာမှာအမြဲနေခွင့်ပေးဖို့ပန်းသွေးကိုမျက်နှာသာပေးပါနော်